ဒီတော့ဒီကနေ့ညတရားဒေသနာတော်တို့ကိုနာယူကျင့်ကြံကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားတော်မှာပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားများဟောမှလဲဆိုလို့ရှိရင်ခုတ်တကနိကေဓမ္မပဒပါဠိတော်အတ္တဝတ်မှာလာရှိတဲ့တရားဒေသနာဂါထာတော်များအင်္ဂုတ္တပါဠိတော်မှာလာရှိတဲ့တရားဒေသနာတော်များကိုအခြေခံပြီးတော့အလွယ်မဲ့ရင်အခက်ကြုံတတ်တယ်လို့တရားကောင်းစဉ်လေးပြီးပြီးတော့ပိဿပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဟောပါနော်အလွယ်မဲ့ရင်အခက်ကြုံတတ်တယ်တဲ့လောကမှာကောင်းတဲ့အလုပ်တွေတန်ဖိုးရှိတဲ့အလုပ်တွေအကျိုးများမဲ့အလုပ်တွေဟာလုပ်ရတာအလွန်မှခက်တယ်လို့မြတ်စွာဘုရားဟောပါတယ်မကောင်းတဲ့အလုပ်တွေတန်ဖိုးမရှိတဲ့အလုပ်တွေအကျိုးမဲ့အလုပ်တွေကတော့လုပ်ရတာအလွန်မှလွယ်ကူတယ်လို့မြတ်စွာဘုရားဟောပါတယ်နော်အဲ့ဒါမကောင်းတဲ့အလုပ်တွေကိုလွယ်တယ်ဆိုတိုင်းလွယ်ပဲမိမိတဏ္ဍာမှာဖြစ်ပေါ်ခွင့်ပြုကြမယ်ဆိုလို့ရှိရင်အဲ့ဒီမကောင်းတဲ့အလုပ်တွေရဲ့အကျိုးရလဒ်ကအလွန်တရာမှပူလောင်ခါသီးတဲ့အတွက်ကြောင့်ဆင်းရဲမှုပင်ပန်းမှုတွေနဲ့အခက်ကြုံရလိမ့်မယ်ဆိုတာလေးကိုရည်ရွယ်ပြီးတော့အလွယ်မဲ့ရင်အခက်ကြုံတတ်တယ်လို့တရားကောင်းစဉ်လေးပေးဖြစ်တယ်ပေါ့နော်ဒီတရားလေးကိုဟောရခြင်းမှာရည်ရွယ်ချက်ဦးဇင်းတို့မှာရှိပါတယ်ရည်ရွယ်ချက်ကဘာလဲဆိုတော့ရှားခဲလာတဲ့လူဘဝကိုရတဲ့အခိုက်ကြုံရခဲ့ဆုံရခဲ့တဲ့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်မြတ်ကြီးနဲ့တွေ့ကြုံရတဲ့အခိုက်တန့်မှာခပ်ပေါ့ခပ်လွယ်မနေဘဲနဲ့တမ္မာဝါယမလို့ဆိုတဲ့ကောင်းမြတ်တဲ့လုပ်ငန်းတွေမှာကြိုးစားအထောက်မှုရုန်းကန်မှုနဲ့နေနိုင်ကြဖို့ပေါ့နော်ဒီကရည်ရွယ်ချက်ကအဲ့ဒါပါပဲဘဝမှာခပ်ပေါ့ခပ်လွယ်ပဲနေသွားမယ်ဆိုရင်တော့တန်ဖိုးရှိတာတွေကောင်းတာတွေကရနိုင်စရာအကြောင်းမရှိလွယ်နဲ့ရမှာကတော့မကောင်းတာပဲရမှာကောင်းတာတွေဟာလွယ်ကူတဲ့သဘောမရှိဘူးเนาะဒါကိုဦးဇင်းတို့အခြေခံအဖြစ်နားလည်ဖို့လိုတယ်ဟုတ်လားတန်ဖိုးရှိတာတွေကောင်းတာတွေအကျိုးများမဲ့ကိစ္စတွေဟာလွယ်ကူတဲ့သဘောမရှိဘူးခက်ခဲတဲ့သဘောကြိုးစားအထောက်ရတဲ့သဘောရုန်းကန်ရတဲ့သဘောရှိတယ်ဒါကြောင့်တန်ဖိုးရှိတဲ့လူဘဝလူအခြေအနေကိုခပ်ပေါ့ခပ်လွယ်မကုန်ခန်းစေကြဘဲနဲ့ကြိုးစားအထောက်မှုရုန်းကန်မှုနဲ့တန်ဖိုးရှိကုန်ခန်းစေနိုင်ကြဖို့ဒီလိုရည်ရွယ်ချက်နဲ့ဒီတရားဒေသနာလေးကိုအရင်တို့ပြောပါတယ်ပိဿတို့လည်းပဲအဲ့ဒါလိုမြင်မာတဲ့ရည်ရွယ်ချက်နဲ့ဒီတရားဒေသနာကိုနာယူမှတ်သားကြမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုတိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကုန်ပညာကုန်နှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူတော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပေဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိဒုက္ကတံဂတိဝိမု ക്ത ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပေဇောတဝိဟတမောဟတမံအရဟတမတိဟုသောအယောင်အလင်းဖြင့်အဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူ၏ထသောသာနရမရလောကကရုံလူနတ်မြမတ္တဝါနန္ဒတို့ဤကြောက်တီတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ക്ത ံဒေဝမနုဿံနိရယနှင့်ပေတတရိစ္ဆာလာယအရှိငါတန်သောဂတိတို့မှလိတို့သည်ဖြင့်ကင်းလွတ်တော်မူ၏ထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्यां ကဲ့သို့ဖြတ်သားထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမူယုံနာနှဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝဲစီမနောကြည်ဝေသုံးဤဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆောင်မောဃရှိခိုးဥညုတ်ပါ၏မြတ်စွာဘုရား
အလွယ်မဲ့ရင်အခက်ကြုံတတ်တယ်တဲ့စတင်ပြီးတော့နာယူမှတ်သားကြရအောင်နော်ဦးဇင်းတို့ဓမ္မပဒပါဠိတော်အတ္တဝတ်ထဲမှာမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကာထာတော်တစ်ပုဒ်ဟောကြားတော်မူတာကိုမှတ်တမ်းတင်ထားတာရှိပါတယ်ဒုက္ခရာနိအတ္တဒုနိအတ္တနောအဟိတာနိသယံဝေဟိတင်္စတာရုံ္စတံဝေပရမဒုက္ခရံအတ္တဒုနိမကောင်းသည်လည်းဖြစ်ကုန်သောအတ္တနောမိမိအတွက်အဟိတာနိသအကျိုးမဲ့သည်လည်းဖြစ်ကုန်သောကမ္မာနိအမှုကိစ္စတို့ကိုသူကရာနိပြုလွယ်ကုန်၏လောကမှာမကောင်းတဲ့အလုပ်တွေအကျိုးမဲ့အလုပ်တွေဟာလောရတာအလွန်မှလွယ်ကူတဲ့သဘောရှိတယ်တဲ့ယံဝေဟိတင်္စတာရုံ္စတံဝေပရမဒုက္ခရံယံကမ္မအချင်းအလုပ်တို့သည်တာတုံစကောင်းလဲကောင်း၏အတ္တနောမိမိအတွက်ဟိတာနိသအကျိုးလည်းရှိ၏တံကမ္မထိုကဲ့သို့ကောင်းမြတ်သောအကျိုးရှိသောအလုပ်တို့ကိုဝေစင်စစ်ဧကံအဖြင့်ပရမဒုက္ခရံပြုနိုင်ခဲ့သောသဘောရှိကြပေကုန်၏ကောင်းတဲ့အလုပ်တွေအကျိုးများမဲ့အလုပ်တွေကြတော့လုပ်ရတာအလွန်ခက်တယ်တဲ့ခက်တာမှနည်းနည်းခက်တာမဟုတ်ဘူးအများကြီးခက်တာလို့တောင်ပြောတယ်ပရမဒုက္ခရံဒုက္ခရဆိုတာလုပ်ရတာခက်တယ်လို့အဓိပ္ပာယ်ရတယ်အဲ့ဒါမြတ်စွာဘုရားကရှိကနေပရမဆိုတဲ့စကားလေးပါထည့်ထားတယ်ပရမဆိုတာလွန်လွန်ကဲကဲလို့အဓိပ္ပာယ်ရတယ်ကောင်းတဲ့အလုပ်တွေအကျိုးများမဲ့အလုပ်တွေဟာလုပ်ရတာခက်တယ်ခက်တာမှနည်းနည်းနောနောမဟုတ်ဘူးအများကြီးခက်တယ်လို့ပြောတာအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီဒေသနာမှာလာရှိတဲ့အဓိပ္ပာယ်လေးကိုဘာမှနားမလည်စရာမရှိဘူးလို့ထင်ပါတယ်နော်အလွန်တရာမှရိုးရှင်းပါတယ်ဟုတ်လားမကောင်းတဲ့အလုပ်တွေအကျိုးမဲ့အလုပ်တွေဟာလုပ်ရတာအလွန်လွယ်တယ်ကောင်းတဲ့အလုပ်တွေအကျိုးများမဲ့အလုပ်တွေကတော့လုပ်ရတာအလွန်ခက်တယ်တဲ့အဲ့လိုဆိုရင်လောကမှာဘယ်လုပ်တွေကလွယ်လို့ဘယ်လုပ်တွေကခက်တယ်လဲဆိုတဲ့မေးခွန်းကိုရေဘူးရာအဖြစ်ဦးဇင်းတို့ဖြေနိုင်ပြီလို့ဆိုရမယ်ပေါ့နော်ဘယ်လုပ်တွေကလွယ်ပြီးတော့ဘယ်လုပ်တွေကခက်လဲမကောင်းတဲ့အလုပ်တွေကလွယ်ပြီးတော့ကောင်းတဲ့အလုပ်တွေကခက်တယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့မကောင်းတဲ့အလုပ်တွေကလွယ်တယ်ကောင်းတဲ့အလုပ်တွေကခက်တယ်အဲ့လိုဆိုရင်လွယ်တယ်ခက်တယ်ဆိုတာကိုသိတဲ့အသိထက်ပိုလွန်တဲ့အသိမျိုးကိုရအောင်ဒေသနာတော်တွေကိုအခြေခံပြီးတော့ဦးဇင်းတို့စဉ်းစားရမယ်ပေါ့မကောင်းတဲ့အလုပ်တွေဆိုတာလွယ်တော့လွယ်တယ်ဒါပေမဲ့သူတို့ရဲ့အကျိုးရလဒ်တွေကအလွန်တရာမှပိုလောင်ခါသေးတယ်ဒါကြောင့်လွယ်တယ်ဆိုပြီးတော့လွယ်တိုင်းမလုံးမိဖို့မပြောမိဖို့မတွေးမိဖို့စောင့်စည်းထိမ့်သိမ့်နိုင်ဖို့မလိုဘူးလားကောင်းတဲ့အလုပ်တွေဆိုတာကြတော့လေလုပ်ရတာခက်တော့ခက်တယ်ဒါပေမဲ့သူ့ရဲ့အကျိုးရလဒ်တွေကအလွန်တရာမှမျက်နှိုးစရာကောင်းတဲ့အတွက်ကြောင့်ခက်ပင်ခက်ညားတော့လည်းပဲမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးမှန်မှန်ကန်ကန်ရှိဖို့မလိုဘူးလားအဓိကရည်ရွယ်ချက်ကအဲ့ဒါလေးပါပဲဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီဒေသနာမှာလာရှိတဲ့အဓိပ္ပာယ်လေးတွေနဲ့ဆက်ဆက်ပြီးတော့စဉ်းစားစရာတရားဒေသနာလေးတွေကိုမပြောသေးခင်မှာဘာကြောင့်ဒီဒေသနာကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့ရသလဲဆိုတဲ့အကြောင်းဏ္ဍန်ဝတ္ထုလေးကိုအရင်ပြောပါမယ်။ဘာကြောင့်ဒီဒေသနာကိုမြတ်စွာဘုရားဟောခဲ့ရသလဲ။အကြောင်းဏ္ဍန်ဝတ္ထုလေးကိုပြောလိုက်ရင်ဒီဒေသနာလေးရဲ့အဓိပ္ပာယ်ကပို့ပြီးတော့ပေါ်လွင်ထင်ရှားမယ်ပေါ့နော်။ဘာကြောင့်ဒီဂါထာကိုမြတ်စွာဘုရားဟောခဲ့ရသလဲ။ရှင်ဒေဝဒတ်ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တာ။ရှင်ဒေဝဒတ်အကြောင်းကိုတော့အကျဉ်းများဖြင့်ပိဋကပေါင်းသူတော်ကောင်းတို့အလုံးသိထားကြပြီးသားပါဟုတ်လား။ရှင်ဒေဝဒတ်ဆိုတာကလာဘတက္ကာရတိလောကလက်ပူဇော်တက္ကာရကိုအလွန်တရာမှမက်မောတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီလက်ပူဇော်တက္ကာရတွေကိုမက်မောလွန်းတဲ့စိတ်ကြောင့်ပဲမြတ်စွာဘုရားကိုတပ်ဖြတ်ဖို့တိကြံစည်စဉ်းစားပြီးတော့အကောင်အထည်ဖော်ခဲ့တာအတိညာမပြည့်စုံသေးတဲ့အဇာတသက်လိုမင်းပြိုမင်းလွင်လေးတစ်ပါးကိုအပီပေါင်းပြီးတော့မြတ်စွာဘုရားကိုနှီးမျိုးစုံနဲ့လှုပ်ကြံခဲ့တာမရှိဘူးလားလေးသမားတွေကိုစေလွတ်ပြီးတော့လှုပ်ကြံခိုင်းတဲ့လှုပ်ကြံမှုဆိုရင်အလွန်ရက်စက်တယ်လို့ပြောရမယ်ပထမလေးသမားတစ်ယောက်မြတ်စွာဘုရားကိုလှုပ်ကြံဖို့စေလွတ်တယ်အဲ့ဒီလေးသမားမြတ်စွာဘုရားကိုလှုပ်ကြံလို့ပြန်လာပြီဆိုလို့ရှိရင်သူပြန်လာရလမ်းကနေနောက်ထပ်လေးသမားနှစ်ယောက်ကအရင်သင်းစောင့်ပြီးတော့အဲ့ဒီလေးသမားကိုတတ်ရမယ်ပြီးရင်အဲ့ဒီလေးသမားနှစ်ယောက်ကိုနောက်ထပ်လေးသမားလေးယောက်ကလာရလမ်းကစောင့်ပြီးတော့တတ်ရမယ်
အဲ့ဒီ၄ယောက်ကိုနောက်ထပ်၈ယောက်ကလမ်းကနေစောင့်ပြီးတော့တတ်ရမယ်အဲ့ဒီ၈ယောက်ကိုနောက်ထပ်16ယောက်ကလာရလမ်းကနေစောင့်ပြီးတော့တတ်ရမယ်အမှုကိုဘလို့မှမပေါ်အောင်ပိပိကြီးကြီးနှုတ်ပိတဲ့နီးနဲ့မြတ်စွာဘုရားကိုစနစ်တကျလှုပ်ကြံဖို့ကြိုးစားတာပေါ့နော်ဒါပေမဲ့မြတ်စွာဘုရားဆိုတာကပိဋကတို့သိကြတဲ့အတိုင်းပါပဲဗုဒ္ဓနာဇီဝိတ္တနတ္တကခေနာစီအန္တရာယောဂတုဒီပါဠိလေးရကြတယ်မဟုတ်လားအန္တရာယ်ကင်းဖို့ဆိုပြီးတော့ရုပ်ဖတ်ပူဇော်ကြတာရှိရဲ့လေဗုဒ္ဓနာဇီဝိတ္တနတ္တကခေနာစီအန္တရာယောဂတုမြတ်စွာဘုရားရဲ့အသက်အန္တရာယ်ဆိုတာဘယ်လိုတရားမျိုးကမှဘယ်လိုမှလုပ်လို့မရဘူးလို့အဓိပ္ပာယ်ပြောတာလူငယ်တွေနားလည်အောင်ပြောရင်တော့ဘုရားဆိုတာသူများတက်လို့တည်တဲ့အမျိုးမဟုတ်ဘူးပေါ့ဒါကြောင့်အဲ့ဒီလေးသမားတွေအကုန်လုံးဟာမြတ်စွာဘုရားရဲ့တရားဒေသနာတွေကိုနာယူပြီးတော့အကုန်လုံးသောတပတ္တိမဲ့ညာဘုံညာကိုရလို့သောတပန်အရိယာသူတော်စင်များဖြစ်ကြရတယ်အဲ့ဒီမှာရှင်ဒေဝဒတ်ကသူများကိုလှုပ်ကြံခိုင်းရတာစိတ်မချရဘူးဒါကြောင့်ငါကိုယ်တိုင်ပဲလှုပ်ကြံပဲဆိုပြီးတော့ဂိစကုတ်တောင်ပေါ်မှာကြောင်မောင်းဆင်တယ်မြတ်စွာဘုရားကဂိစကုတ်တောင်ချင်းမှာဇင်းဉဏ်ကြွတော်မူတဲ့အလေးရှိတာကိုသူကသိတာ哦နော်ရှင်ဘုရင်ကြောတော့နောက်ခံရှိတဲ့အတွက်ကြောင့်အဲ့ဒီလုပ်ငန်းကြီးတွေကိုသူဟာအစဉ်ပြေပြေလုပ်နိုင်တယ်အဲ့ဒီကြောင်မောင်းနေဆင်ပြီးတော့မြတ်စွာဘုရားဇင်းဉဏ်ကြွတော်မူတဲ့အခါမှာအဲ့ဒီကြောင်မောင်းခလုတ်ကိုသူကိုယ်တိုင်ပဲဆွဲပြီးတော့ဖြုတ်တယ်အဲ့ဒါကြောင့်တုံးကြီးကမြတ်စွာဘုရားရဲ့ခန္ဓာကိုယ်ပေါ်ကိုဖိတတ်ဖို့အပေါ်ကနေကျလာပြီဆိုတော့အံ့ဩစရာကောင်းတာကအဲ့ဒီကြောက်တောင်ရဲ့ကပယံဘေးကနေပြီးတော့အလွန်ကြီးမားတဲ့ကြောက်တုံးကြီးတုံးကအပေါ်ကကျလာတဲ့ကြောက်တုံးကိုစီးပြီးတော့ခံလိုက်တယ်လို့မျိုးဖြစ်တယ်တဲ့အဲ့ဒီမှာကြောက်တုံးတုံးရိုက်ခတ်မိလို့ကွဲကြည့်ပြီးတော့လွင့်စင်ပြီးတော့ထွက်လာတဲ့ကြောက်စကြောင်းတာလေးတွေကမြတ်စွာဘုရားရဲ့ခြေမတော်ကိုမှန်လို့မြတ်စွာဘုရားမှာသွေးစိမ့်တည်ရတယ်ခြေမတော်မှာသွေးကြည်ဥရတယ်နောက်ပိုင်းရှင်ဇီဝကခွဲစိတ်တာတောင်လောက်ရတယ်လောဟိတုပါရကကံဆိုပြီးတော့ပြင်စဏတတိယကံ5မျိုးထဲမှာတစ်မျိုးအပါဝင်ပေါ့နော်အမေတတ်တယ်အဖေတတ်တယ်ယဟန္တာတတ်တယ်ဖရာသွေးစိမ့်တည်အောင်လုပ်တယ်တန်ခါသင်ခွဲတယ်ဒီဘဝမှာလွန်ကျူးမိလို့ရှိရင်ဘလို့မှကုစားလို့မရလောက်အောင်ကြီးမားတဲ့အပြစ်ကိုဖြစ်စေတယ်သေတာနဲ့ငရဲကိုတန်းဆင်းရမယ်ပေါ့နော်အဲ့လောက်ကြီးမားတဲ့အကုသိုလ်ကံကိုလောဘကိုအကြောင်းပြုပြီးတော့ရှင်ဒေဝဒတ်ဟာလွန်ကျူးခဲ့တယ်အဲ့ဒီနည်းနဲ့မြတ်စွာဘုရားကိုလှုပ်ကြံလို့မအောင်မြင်ဘူးဆိုတော့ဘာလုပ်ပြန်တော့နာလာဂိရိရှင်ကိုအရက်တွေအများကြီးတိုက်ပြီးတော့မြတ်စွာဘုရားဆွမ်းခံကြွလာတော်မူတဲ့လမ်းကနေပြီးတော့ရှေ့ကနေလွှတ်လိုက်တယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့မေတ္တာဓာတ်ကအလွန်တရာမှကြီးမားတဲ့အတွက်ကြောင့်အလွန်ရိုင်းဆိုင်တဲ့နာလာဂိရိရှင်ဟာအလွန်တရာမှယဉ်ကျေးလိမ္မာတဲ့ရှင်တကောင်ဖြစ်သွားတယ်မေတ္တာရဲ့စွမ်းအားပေါ့နော်ရိုင်းဆိုင်သူကိုယဉ်ကျေးစေတယ်ပေါ့အဲ့ဒီလိုလှုပ်ကြံလို့မရဘူးဆိုတော့ရှင်တွေတော့ကတမျိုးစဉ်းစားပြန်တယ်ဒီနေရာမှာနာလာဂိရိရှင်နဲ့လှုပ်ကြံမှုအပြီးမှာသူ့အတွက်အလွန်ထိနာတယ်လို့လည်းဆိုရမယ်။ဘာကြောင့်လဲဆိုတော့ရာဇဂိုမြို့သူမြို့သားတွေကအဲ့ဒီလှုပ်ကြံမှုပြီးမှပဲဒါတွေဟာရှင်တေဝရရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုသိကြတာ။ဒါကြောင့်တိုင်းသူပြည်သားတွေကအဇာတသက်ရဲ့နန်းရင်မြေကိုသွားပြီးတော့မကျေနပ်တဲ့အကြောင်းအော်ကြဟစ်ကြတာ။ခုခေတ်လိုပြောရရင်တော့ဆန္ဒပြကြတာပေါ့။ဒါကြောင့်အဇာတသက်မင်းကနေတိုင်းရှင်တေဝရစီကိုပို့နေတဲ့ဆုံးအုပ်900ကိုမပို့တော့ဘူး။ကျောင်းကိုဝင်ထက်သွားလာနေတာတွေလည်းမလုပ်တော့ဘူး။အဲ့ဒီမှာကြံရမရရှင်တေဝရကဘာလုပ်လဲဆိုတော့မြတ်စွာဘုရားဒီရောက်လာပြီးတော့အချက်ကြီး9ချက်ကိုတောင်းဆိုတယ်တဲ့။အဲ့ဒီအချက်ကြီး9ချက်ကဘာတွေလဲဆိုတော့မြတ်စွာဘုရားတဲ့ယဟန်တန်ဃာတွေကိုအသက်ထက်ဆုံးတောเจ้าမှာပဲနေရမယ်လို့ပြည့်ညတ်ပေးပါ။ယဟန်တန်ဃာတွေကိုအသက်ထက်ဆုံးတစ်ပင်ရင်းမှာပဲနေရမယ်လို့ပြည့်ညတ်ပေးပါ။ယဟန်တန်ဃာတွေကိုအမြဲတမ်းပန့်တကူသင်္ကန်းကိုပဲဆောင်ယူသုံးဆွဲရမယ်လို့ပြည့်ညတ်ပေးပါ။ယဟန်တန်ဃာတွေကိုအသက်ထက်ဆုံးဆုံးခံပြီးတော့ပဲစားရမယ်လို့ပြည့်ညတ်ပေးပါ။ယဟန်တန်ဃာတွေကိုအသက်ထက်ဆုံးတတ်တတ်လို့ပဲစားရမယ်လို့ပြည့်ညတ်ပေးပါ။အချက်5ချက်တောင်းဆိုတယ်။အဲ့ဒီတောင်းဆိုမှုတွေကိုမြတ်စွာဘုရားကခွင့်မပြုပါဘူး။ဒီအကျင့်တွေကိုကျင့်သုံးလိုကြတဲ့ပုဂ္ဂိုလ်တွေကျင့်သုံးကြပါစေမကျင့်သုံးလိုကြတဲ့ပုဂ္ဂိုလ်တွေမကျင့်မဲနေနိုင်ကြပါစေဘာလို့လဲဆိုတော့ဒါတွေကိုကျင့်မှတရားတို့တရားမြတ်ရမယ်လို့နော်ပြောလို့ရတဲ့ကိစ္စတွေမဟုတ်ဘူးတခုရှိတာကဒီအကျင့်တွေကိုကျင့်လို့အစဉ်ပြေတဲ့လူရှိတယ်လို့အစဉ်မပြေတဲ့လူလည်းရှိတယ်ဒ
ဒီကတန်းကဒီအကျင့်တွေဆိုတာကအလွန်တရာမှတန်ဖိုးရှိတဲ့အကျင့်တွေပါပဲတောကြောင်းမှာနေတယ်တစ်ပင်ရင်မှာနေတယ်ဆွမ်းခံပြီးတော့စားတယ်ပတ္တကုသင်္ကန်းကိုစောင့်တယ်ဆိုတာဒုတင်အကျင့်73မျိုးထဲမှာပါဝင်တယ်နောက်တသက်လို့စားတဲ့အကျင့်ကတော့ဘယ်ထဲမှာမှမပါဒုတင်ဆိုတာလောဘဒေါသမောဟကိလေသာတရားကိုခက်ကြမ်းကြမ်းခါတွက်တဲ့နီးလို့အဓိပ္ပာယ်ရတယ်ဒါမဲ့လို့ဓာရီကိုကျင့်မှတရားတို့တရားမြတ်ရနိုင်တာမဟုတ်ဘူးဓာရီကိုကျင့်သည်ဖြစ်စေမကျင့်သည်ဖြစ်စေမြတ်သောအကျင့်ဗြဟ္မစိယကိုနိမန်လက်မှန်ကြိုးစားအထောက်မယ်ဆိုလို့ရှိရင်တရားတို့တရားမြတ်ကိုရနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကခွင့်မပြုဘူးမြတ်စွာဘုရားကခွင့်မပြုဘူးလဲဆိုရောရှင်တေဝရကဝမ်းသာတယ်ဘာလို့ဝမ်းသာတော့သူကခွင့်မပြုစေခြင်းလို့ကိုပဲတောင်းဆိုတာဘာလို့ခွင့်မပြုစေခြင်းတာတုံးဆိုတော့မြတ်စွာဘုရားကဓာရီကိုမကျင့်နိုင်ဘူးငါကတော့ဓာရီကိုကျင့်မယ်လို့လူတွေရဲ့စိတ်ကိုချွတ်ချံခေါင်းပါမှုကိုသူကျင့်ပါတယ်ဆိုတာကိုပြပြီးတော့ဆွဲဆောင်ခြင်းလို့ပြောရရင်လောဘဒေါသအာကြီးမှုနဲ့ဒီအကျင့်တွေကိုကျင့်မယ်လို့ပြောတာနော်စိတ်ကောင်းနှလုံးကောင်းနဲ့ကျင့်မယ်လို့ကြွကြော်တာမဟုတ်လူတွေရဲ့အထင်ကြီးမှုကိုခံယူလို့ငါဒီလိုလုပ်နေတယ်ဆိုတာကိုလူတွေသိပါစေဆိုတဲ့လောဘစိတ်ကိုအခြေခံပြီးတော့ဒီအကျင့်တွေကိုကျင့်မယ်လို့လုပ်တာဟုတ်လားအဲ့တော့သူ့ရဲ့လုပ်ရက်ကလည်းပဲအထိုက်လျောက်တော့အောင်မြင်တယ်လို့ပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ယဟန်ပြုလို့တိတ်ပြီးတော့မကြသေးတဲ့ယဟန်တော်အသက်900လောက်ကသူ့ကိုအထင်ကြီးတဲ့အတွက်ကြောင့်အဲ့ဒါသူပြန်သွားပြီဆိုတော့သူ့နောက်ပါသွားကြတယ်မြတ်စွာဘုရားထက်တောင်သူကတာတယ်ဆိုတဲ့အမြင်မျိုးဖြစ်သွားတာနော်လူတွေရဲ့စိတ်ဆိုတာလည်းပဲခက်တော့အခက်ကြီးသူများမလုံနိုင်တာလုတ်ပြတယ်ဆိုရင်အထင်ကြီးကြတာပေါ့နော်ဒီလိုလှုပ်လို့ဘာအကျိုးရှိမှလဲဆိုတဲ့အရေးပါတဲ့မေးခွန်းကိုကြတော့မေးမြန်းရကောင်းမှမသိဘူးဟုတ်လားအံ့ဩစရာဆိုရင်သူတို့အရန်အထင်ကြီးတယ်ပေါ့အထူးသဖြင့်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ချိုးချံခေါင်းပါတယ်ဆိုရင်စွတ်ပြီးတော့အထင်ကြီးကြတာပဲဒီကတန်းကချိုးချံခေါင်းပါမှုကတန်ဖိုးရှိတာလားတကယ်အသိဉာဏ်ပညာကတန်ဖိုးရှိတာလားဆိုတာကိုနားလည်ဖို့လိုတယ်ဟုတ်လားတကယ်တမ်းကတန်ဖိုးရှိတာကသီလသမာဓိပညာပေါ့နော်အေးချိုးချံခေါင်းပါမှုလည်းတန်ဖိုးမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူးနော်ချိုးချံခေါင်းပါမှုကြီးတက်တက်သီလသမာဓိပညာမပါဘဲနဲ့ဆိုရင်တော့တန်ဖိုးရှိတယ်လို့ပြောရတာခက်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောပြတာဟုတ်လားအဲ့လိုနည်းနဲ့ရှင်ဒေဝရကမြတ်စွာဘုရားကြီးလာပြီးတော့အချက်ကြီး၅ချက်တောင်းဆိုတယ်အဲ့ဒီနည်းနဲ့သူဟာလာဘတက္ကာရတိလောကကိုရအောင်ကြိုးစားတယ်ဒီလိုနဲ့ဦးဇင်းတို့ဒီနေ့မှာရာဇယုမျိုးတဲကိုစွန့်ကန်ကြွရင်းနဲ့ရှင်အာနန္ဒာနဲ့တွေ့တဲ့အခါကျတော့ရှင်အာနန္ဒာကိုသူကဘာပြောတော့ငါရှင်အာနန္ဒာတဲ့ငါဟာဒီကနေ့ကစပြီးတော့ဥပုသ္တန်ဃကံကိုတိချပဲဆောင်ရွက်တော့မယ်တန်ဃာသင်္ခွဲတော့မယ်လို့ကြေညာလိုက်တာပဲပြင်စန္ဒနတိယကံ5မျိုးထဲမှာအပြည့်အကြီးလေးဆုံးကံပေါ့နော်အမေတတ်တဲ့ကံထက်တောင်တန်ဃာသင်္ခွဲတဲ့ကံကအပြည့်ကြီးတယ်ဘာဖြစ်လို့တော့ဝဲပြားမှုရဲ့နောက်ွယ်မှာဖြစ်လာတဲ့အကျိုးမဲ့တွေဟာအလွန်ကြောက်စရာကောင်းလို့ပဲသူ့ဘက်ကိုယ်ဘက်ဆိုတာဖြစ်သွားပြီဆိုရင်သူ့လူငါလူဆိုတာဖြစ်သွားပြီဆိုရင်ကိုယ့်ဘက်ကမဟုတ်ဘူးဆိုတာနဲ့အဲ့ဒီလူကိုမြင်ရတာနဲ့အကုသိုလ်ဖြစ်တယ်ကြားရတာနဲ့အကုသိုလ်ဖြစ်တယ်ဟုတ်လားဒါကြောင့်ကွဲပြားမှုရဲ့နောက်ွယ်မှာအလွန်ကြီးမားတဲ့အပြစ်အနာစာရှိတယ်ဆိုတာကိုမြင်ဖို့မလိုဘူးလားဒါကြောင့်တန်ခါသင်္ခွဲတာအပြစ်အကြီးဆုံးပဲဦးဇင်းတို့ကောတံဘီမှာဘာမဟုတ်တဲ့အကြောင်းလေးကိုအခြေခံပြီးတော့တန်ခါတွေကွဲခဲ့ကြဘူးတာရှိတယ်မြတ်စွာဘုရားလက်ထက်ကအဲ့ဒီမှာဘယ်လိုမှတ်တမ်းတင်ထားလဲဆိုတော့တန်ဃာတွေကွဲပြီဆိုတော့ဒကာဒကမတွေလည်းကွဲကြတယ်တဲ့သူဘုန်းကြီးငါဘုန်းကြီးဆိုပြီးတော့ဟုတ်လားအံ့ဩစရာကောင်းတာကနတ်တွေဗြဟ္မာတွေတောင်သူဘုန်းကြီးငါဘုန်းကြီးဆိုပြီးတော့ကွဲကြတယ်တဲ့ဒါကမြတ်စွာဘုရားပြောပြလို့သိရတာနော်အံ့ဩစရာမကောင်းဘူးလားအခုကျုပ်တို့ဒီနိုင်ငံမှာကွဲနေကြတာပဲလေအဖွဲ့အစည်းတွေအများကြီးကွဲနေကြတာဟုတ်တယ်မဟုတ်လားအမြင်မတူတာတွေကိုအခြေခံပြီးတော့ကွဲပြားခြားနားနေကြတာသိကြတာကတော့ကိုယ့်ဘက်ကမဟုတ်ဘူးဆိုတာသိလိုက်တာနဲ့ကိုပဲသူ့မြင်ရတာနဲ့အကုသိုလ်ဖြစ်တယ်သူ့အတန်ကြားတာနဲ့အကုသိုလ်ဖြစ်တယ်ကွဲပြားမှုကိုမြတ်စွာဘုရားကမနှစ်သက်နဲ့လို့ကြိမ်ဖန်များစွာရှင်ဒေဝရတ်ကိုတားဆီးခဲ့တယ်တန်ဃာသင်္ခွဲဖို့အတွက်တင်အဲ့ဒါမလိုလားနဲ့နည်းမျိုးစုံနဲ့တားခဲ့တယ်အခုမရအောင်အဲ့ဒီမှာရှင်အနန္ဒာကမြတ်စွာဘုရားကိုဒီအကြောင်းအရာတွေကိုရှောက်လိုက်မယ်ဆိုတာလဲသိလို့ရှင်ဒေဝရတ်ကရှင်အနန္ဒာကိုပြောတာအဲ့ဒါရှင်အနန္ဒာကစွန့်ခံပြန်ကြွလာပြီဆိုတော့မြတ်စွာဘုရားကိုဒီအကြောင်းကိုရှောက်တယ်မြတ်စွာဘုရားရှင်ဒေဝရတ်ဟာဒီကနေ့ကစပြီးတော့ဥပုသ္တန်ဃကံတွေကိုတိကျပဲဆောင်ရွက်တော့မယ်တဲ့ဗျာအဲ့ဒါလိုလဲရှောက်လိုက်ရောမြတ်စွာဘုရားကဓမ္မတံဝေကရပြီးတော့ဥဒန်းဂါထာတပုတ်ကျွေးရင်တော်မူတယ်တဲ့ဥဒန်းတဲ့ကြားဦးတယ်နော်ဒီစကားလေး
လူသေးတော်လည်းပဲဥဒန်းမကြည်ဟုတ်လားဒါဘာကြီးပဲပြောလဲတော့မသိဘူးနော်ဥဒန်းဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကတော့စိတ်ထဲမှာဘလို့မှမဆန့်တော့လို့နှုတ်ကအလိုလိုရှံထွက်လာတဲ့စကားမျိုးကိုဥဒန်းစကားလို့ခေါ်တယ်။ဦးဇင်းတို့ခုတ်တကပါဠပါဠိတော်ထဲမှာမြတ်စွာဘုရားကျူးရင်တော်မူခဲ့တဲ့ဥဒန်းကာထာလေးတွေကိုအထုပ္ပဏိတေတကွမှတ်တမ်းတင်ထားတာတိသန့်စုထားတာရှိတယ်ဥဒန်းပါဠိတော်ဆိုတာဟုတ်လားဒါအခုရှင်ဒေဝရရဲ့မိုက်မဲမှုကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဥဒန်းကျူးရင်တော်မူတယ်အဲ့ဒီဥဒန်းကာထာလေးကတရားဓမ္မတို့ဦးဇင်းတို့ကိုစီစစ်တဲ့နေရာမှာအလွန်တရာမှတန်ဖိုးကြီးတယ်ဒါကြောင့်တည်တည်ချာချာလေးနာယူကြည့်မယ်နော်သူကရံသာဒုနာသာဒုံသာဒုံပါပိနဒုက္ကရံပါပံပါပိနသူကရံပါပမရိယေဟိဒုက္ကရံသာဒုနာစိတ်ကောင်းနှလုံးကောင်းရှိကြတဲ့သူတော်ကောင်းတွေအတွက်ကောင်းမြတ်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်သာဒုံကောင်းတဲ့အလုပ်ဆိုတာသူကရံလောက်ရတာလွယ်တယ်တဲ့ဟောတရားနာထောင်နော်ကောင်းတဲ့အလုပ်တွေဆိုတာကောင်းတဲ့လူတွေအတွက်လောက်ရတာလွယ်တယ်တဲ့ဒါပေမဲ့လို့ပါပိနယုံညံ့ကြတဲ့စိတ်ကောင်းနှလုံးကောင်းမရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့သာဒုံကောင်းတဲ့အလုပ်တွေဆိုတာဒုက္ကရံလောက်ရတာခက်တယ်တဲ့ရိုးရိုးလေးပဲနော်ကောင်းတဲ့အလုပ်ဆိုတာကောင်းတဲ့လူတွေအတွက်ပဲလွယ်တာမကောင်းတဲ့လူတွေအတွက်အရန်ခက်တယ်တဲ့နောက်ထပ်အဓိပ္ပာယ်တစ်မျိုးထပ်ပါလာတယ်ပါပိနယုံညံ့ကြတဲ့မကောင်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်ပါပမကောင်းမှုဆိုတာသူကရံလောက်ရတာလွယ်တယ်တဲ့မကောင်းတဲ့အလုပ်တွေကြတော့မကောင်းတဲ့လူတွေအတွက်လောက်ရတာလွယ်သွားပြန်တယ်တဲ့ဒါပေမဲ့လို့အရိယေကြီးဖြူရှင်တန်ရှင်းတော်မူကြတဲ့ကောင်းမြတ်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့ပါပမကောင်းမှုဆိုတာဒုက္ကရံလောက်ရတာခက်တယ်တဲ့အဓိပ္ပာယ်နှစ်မျိုးပြောတာနော်ကောင်းတဲ့အလုပ်တွေဆိုတာကောင်းတဲ့လူတွေအတွက်ပဲလောက်ရတာလွယ်တာမကောင်းတဲ့လူတွေအတွက်လောက်ရတာအရန်ခက်တယ်မကောင်းတဲ့အလုပ်တွေဆိုတာမကောင်းတဲ့လူတွေအတွက်ပဲလောက်ရတာလွယ်တာကောင်းတဲ့လူတွေအတွက်လောက်ရတာအရန်ခက်တယ်အဲ့တော့ဒီအဓိပ္ပာယ်လေးကိုဦးဇင်းတို့တွေကိုစီစစ်တဲ့နေရာမှာအသုံးပြုကြည့်တဲ့ဘယ်လိုအသုံးပြုသင့်မလို့မေးခွန်းလေးနှစ်ခုမေးပြီးတော့အသုံးပြုကြည့်ပေါ့ဘယ်လိုမေးမလဲငါကောင်းတာတွေကိုလုပ်ဖို့ကြိုးစားတိုင်းလွယ်ကူတဲ့သဘောရှိလားခက်ခဲတဲ့သဘောရှိလားလို့မေးကြည့်ပေါ့ကောင်းတာတွေလုပ်ဖို့ကြိုးစားတိုင်းလွယ်ကူပဲအောင်မြင်အထမြောက်သွားတယ်ဆိုတော့ဒါတော်တော်ဝမ်းသာစရာကောင်းတယ်လို့မဆိုနိုင်ဘူးလားကောင်းတာတွေလုပ်ဖို့ကြိုးစားတိုင်းနေ့ရွှေ့ရက်ရွှေ့အချိန်ရွှေ့ပြီးတော့ဒီလိုနဲ့ပဲအောင်မြင်ထမြောက်မှုမရှိဘူးအရန်ကိုခက်ရုန်းခတ်နေရတယ်ဆိုရင်တော့ဘာလဲပြင်ဆင်ရအောင်ပဲဆိုတဲ့အဓိပ္ပာယ်မှာရှိရနော်ဟုတ်တယ်မဟုတ်လားဒီမေကွန်ကိုစီစေးရသူများစီစေးဖို့ပြောတာမဟုတ်ဘူးဟုတ်လားကောင်းတာလုပ်ဖို့ကြိုးစားတိုင်းငါမှလွယ်တဲ့သဘောရှိလားခက်တဲ့သဘောရှိလားလွယ်တဲ့သဘောရှိတယ်ဆိုတော့အရန်ကောင်းတယ်ခက်တဲ့သဘောရှိတယ်ဆိုရင်တော့ပြင်ဖို့ကြိုးစားရမယ်အဲ့လိုပဲနောက်ထပ်မေကွန်တစ်ခုမေးဖို့ရှိသေးတယ်မကောင်းတာတွေလုပ်ဖို့ကြိုးစားတိုင်းငါမှလွယ်ကူတဲ့သဘောရှိလားခက်ခဲတဲ့သဘောရှိလားဟောဒါလည်းမေးရလို့တာပဲနော်မကောင်းတာတွေလုပ်ဖို့ကြိုးစားတိုင်းအမြဲတမ်းရှောရှူပဲတိတ်ပြီးတော့ကိုမစင်သားလဲရဘူးထမြောက်အောင်မြင်သွားတယ်ဆိုရင်တော့ဒါပါလေပြင်ဆင်ရအောင်ပဲဆိုတဲ့အဓိပ္ပာယ်မကောင်းတာလုပ်ဖို့ကြိုးစားတိုင်းအရန်ကိုပဲခက်ခဲနေတယ်နော်အရှိအကြောင်းအားကြီးစွာနဲ့လုပ်လို့မသိတော့ဘူးဟောမကောင်းတာလုပ်ဖို့အတွက်အရန်ခက်နေတယ်ဆိုတော့ဒါပါလေတော်ဝမ်းသာစရာကောင်းတယ်လို့မဆိုနိုင်ဘူးလားမေခွန်းနှစ်ခုနော်ကောင်းတာလုပ်ဖို့အတွက်ခက်သလားလွယ်သလားမကောင်းတာလုပ်ဖို့အတွက်ခက်သလားလွယ်သလားကိုစီစေးရမှာကိုမေခွန်းထုတ်ရမှာဟုတ်လားပို့ပြီးတော့အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်ငါဟာကောင်းတာနဲ့မကောင်းတာမှာဘယ်ရာမှာလွဲပြီးတော့ဘယ်ရာမှာခက်နေတယ်လဲကောင်းတာကိုလွဲပြီးတော့မကောင်းတာကိုခက်တယ်ဆိုတော့အားရစရာကောင်းတယ်နော်ကောင်းတာကိုခက်ပြီးတော့မကောင်းတာကိုလွဲနေမယ်ဆိုရင်တော့အားရစရာမရှိသေးဘူးကိုယ်မှာဓာတ်ခံကောင်းတွေပါလာသလားမကောင်းတဲ့ဓာတ်ခံတွေပါလာသလားဆိုတာကိုလည်းပဲဒီမေခွန်းနှစ်ရက်ဖြင့်အဖြေထုတ်နိုင်ကောင်းမယ်လို့ထင်တယ်ဟုတ်လားအလွန်တန်ဖိုးကြီးမားတဲ့ဒီဂါထာလေးကိုမြတ်စွာဘုရားအဲ့ဒါရှင်တေဝရရဲ့တန်ခါသင်ခွဲတော့မယ်လို့ကြေညာလိုက်တဲ့ကြေညာတာကိုအကြောင်းပြုပြီးတော့ကျူးရင်တော်မူခဲ့တာအဲ့ဒီဥဒန်းဂါထာလေးကျူးရင်ပြီးမှမြတ်စွာဘုရားကစောစောကပေးတတ်တော့ကိုအ ਨੇ ငယ်ဦးဇင်းတို့အဓိပ္ပာယ်လေးပြောခဲ့တဲ့ဂါထာလေးကိုအဲ့ဒီမှာဟောတာဒုက္ကရာနိအတ္တတုနိအတ္တနောအာဟိတာနိသမကောင်းတဲ့အလုပ်တွေတန်ဖိုးမဲ့တဲ့အလုပ်တွေအကျိုးမဲ့တဲ့အလုပ်တွေဟာလုပ်ရတာအလွန်မှလွယ်တယ်တဲ့ဒါပေမဲ့လို့ယံဝေဟိတင်္စသာတုံစတံဝေပရမဒုက္ကရံကောင်းတဲ့အလုပ်တွေအကျိုးများမဲ့အလုပ်တွေကြတော့လုပ်ရတာအလွန်ခက်တယ်ခက်တာမှအများကြီးခက်တယ်လို့ပြောတာအဲ့လိုဆိုရင်ဦးဇင်းတို့မကောင်းတဲ့အလုပ်တွေကလွယ်တယ်ကောင်းတဲ့အလုပ်တွေကခက်တယ်ဆိုတဲ့ဒီဒေသနာလေးကိုအခြေခံပြီးတော့ကိုယ့်ရဲ့ဉာဏ်ပညာကိုပို့ပြီးတော့ကြီးမားအောင်ဒေသနာတော်တွေကိုအခြေခံပြီးတော့စဉ်းစားကြည့်ကြမယ်နော်ခ
ခက်တယ်လို့ဆိုတဲ့ကောင်းတဲ့အလုပ်တွေရဲ့အကျိုးရလဒ်ကဘယ်လိုရှိသလဲလွယ်တယ်လို့ဆိုတဲ့မကောင်းတဲ့အလုပ်တွေရဲ့အကျိုးရလဒ်ကဘယ်လိုရှိသလဲအဲ့ဒီအကျိုးရလဒ်တွေကိုကြည့်ပြီးတော့ကိုဟာလွယ်တဲ့လမ်းစဉ်ကိုရွေးမလားခက်တဲ့လမ်းစဉ်ကိုရွေးမလားဆိုတာကိုမှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ချနိုင်ဖို့မလိုဘူးလားဘယ်လမ်းစဉ်ကိုရွေးတဲ့နော်ခက်ခဲတဲ့လမ်းစဉ်ကိုရွေးတဲ့နော်ခက်လွယ်ခက်ပေါ့နေတော့ကောင်းတာကရစရာအကြောင်းမှမရှိပဲဘူးဟုတ်လားအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဒီကနေ့ညဘယ်ရာကလွယ်လဲဘယ်ရာကခက်လဲအကျိုးရလဒ်တွေကဘယ်လိုရှိလဲအဲ့ဒီအကျိုးရလဒ်တွေကိုကြည့်ပြီးတော့ဘာကိုရွေးချယ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့တရား3စုံလောက်စဉ်းစားစရာလေးတွေပြောခြင်းဘယ်နဲ့စုံပြောမယ်ဗျာ3စုံလောက်ပြောကြည့်မယ်နော်ပထမပြောခြင်းတဲ့အစုံကဒါနနဲ့လောဘတဲ့ဘာနဲ့ပါဗျာဒါနနဲ့လောဘဝေဖန်ကြည့်ကြမယ်နော်ဒါနဆိုတာပေးကမ်းစွန့်ကြဲလှူဒန်းတဲ့သဘောဝေနိုင်မြနိုင်တဲ့သဘောပေးတယ်လို့သိပါတယ်ဟုတ်လားလောဘဆိုတာကတော့လူကျင်တဲ့သဘောရကျင်တဲ့သဘောဖြစ်ခြင်းတဲ့သဘောပြောရလို့ရှိရင်ဒါနနဲ့လောဘကဖြောင်းဖြောင်းကြီးဆန့်ကျင်မနေဘူးလားဒါနဆိုတာစွန့်လွတ်တဲ့သဘောလောဘဆိုတာပိမ့်ပိုက်တဲ့သဘောဒါနဆိုတာပေးဝေတဲ့သဘောလောဘဆိုတာရယူလိုတဲ့သဘောမတူဘူးနော်လုံးဝဖြောင်းဖြောင်းကြီးဆန့်ကျင်အဲ့တော့ဒါနနဲ့လောဘမှာဘယ်ဟာကဖြစ်ဖို့လွယ်လဲဘယ်ဟာကဖြစ်ဖို့ခက်လဲဆိုတာကိုလည်းပေးတဲ့အတွက်ခက်ခဲတဲ့မေခွန်းတစ်ခုမဟုတ်ပါဘူးဘယ်ဟာကဖြစ်ဖို့လွယ်ပြီးတော့ဘယ်ဟာကဖြစ်ဖို့ခက်လဲလောဘကဖြစ်ဖို့လွယ်ပြီးတော့ဒါနကဖြစ်ဖို့ခက်တယ်ဟုတ်တယ်မဟုတ်လားဒါနဖြစ်ဖို့ဘလောက်ခက်တယ်လဲပေးဖို့ကမ်းဖို့လှူဖို့တန်းဖို့ဝေဖို့မျှဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်မြတ်စွာဘုရားကဇတ်တော်တစ်ပုဒ်ထဲမှာဒါနင်္စယုတ်တင်္စတမာနမှာဟုဒါနင်္စဒါနကို၎င်းယုတ်တင်္စစစ်ထိုးခြင်းကို၎င်းတမာနအတူတူပဲလို့အာဟုငါဆိုတယ်တဲ့နော်ပေးဖို့ကမ်းဖို့လှူဖို့တန်းဖို့ဆိုတာစစ်တဲ့ရတော့လောက်ခက်တယ်လို့ပြောတာနော်ပေးဖို့ကမ်းဖို့လှူဖို့တန်းဖို့ဆိုရင်အများကြီးစဉ်းစားရတယ်ပေးဖို့ကမ်းဖို့လှူဖို့တန်းဖို့သာအရန်ခက်တာနော်လူကျင်သည်ရကျင်သည်ဖြစ်ဖို့ကြတော့အရန်လွယ်တာပဲကောင်းတာမြင်တာနဲ့ရကျင်တဲ့စိတ်ကဖြစ်ပြီးသားဘယ်တော့မှဦးဇင်းတို့မသိယူခဲ့ဘူးပဲနဲ့တက်မြောက်နေတာဟုတ်တယ်မဟုတ်လားလောဘဖြစ်ဖို့အတွက်သင်္นานတွေပါတက်ခဲ့ရသေးလားတသံစရာလုံးသူနဲ့ပဲနေလာတော့ရွမ်းကျွမ်းကျင်တယ်ဘယ်တော့မှမလစ်ကျင့်ခဲ့ဘူးပဲနဲ့ကိုကျွမ်းကျင်နေတာကောင်းတာမြင်တာနဲ့လူချင်းစရာကောင်းတာမြင်တာနဲ့ရကျင်စိတ်ကဖြစ်ပြီးသားဟုတ်တယ်မဟုတ်လားသင်ယူစရာမလိုပဲနဲ့တက်မြောက်နေတယ်လစ်ကျင့်စရာမလိုပဲနဲ့ကျွမ်းကျင်နေတယ်ဘလောက်ထိကျွမ်းကျင်လဲတခါလေလောဘဘလို့ဖြစ်လို့ဖြစ်သွားလိုက်မှတော့မသိဘူးအရန်ကျွမ်းကျင်တယ်ပေါ့နော်လောဘဖြစ်ဖို့သာလွယ်တာဒါနဖြစ်ဖို့ကြတော့မလွယ်ဘူးသို့တော့ဒကာမတို့ဦးဇင်းတို့တွေကဒါနအခက်တယ်လောဘဟာလွယ်တယ်ဆိုတာကိုသိအောင်လောက်နေမပြည့်စုံသေးဘူးနော်ခက်တယ်လို့ဆိုတဲ့ဒါနရဲ့အကျိုးရလဒ်ကဘယ်လိုရှိမလဲလွယ်တယ်လို့ဆိုတဲ့လောဘရဲ့နောက်ဆက်တွဲအကျိုးရလဒ်တွေကဘယ်လိုရှိမလဲဆိုတာကိုမှန်မှန်ကန်ကန်စဉ်းကျင်သုံးသပ်နိုင်ဖို့မလိုဘူးလားလွယ်တယ်နော်ဒါနဆိုတာကလောရတာဖြစ်ရတာတော့ခက်တယ်ဟုတ်တယ်ဒါပေမဲ့သူ့ရဲ့အကျိုးရလဒ်ကအလွန်တရာမှမျက်နှိုးစရာကောင်းတဲ့အတွက်ကြောင့်မဖြစ်အောင်လှုပ်တဲ့အလုပ်တစ်ခုဆိုတဲ့ဆုံးဖြတ်ချက်မျိုးပြီးပြင်းပြင်းချနိုင်ဖို့လိုတယ်ဟုတ်လားဘုရားတို့အင်္ဂုတ္တပါဠိတော်စက္ကနိပတ်ထဲမှာသလင်္ကသမဏဂတသုတ်တံဆိုပြီးတော့ဒါနနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာအတူလေးတစ်ပုဒ်ရှိတယ်။ဘာပြောထားတော့ယဟန်တို့တဲ့အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ရက်အလှခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ရက်အင်္ဂါရက်6ရက်နဲ့သာပြည့်စုံအောင်ဒါနကောင်းမှုတစ်ခုကိုပြုနိုင်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးဟာဘယ်၍ဘယ်များရှိတယ်လို့တိုင်းတာချင်းတွယ်လို့မရနိုင်ဘူးတဲ့။များလွန်းလို့နော်ဥပမာမဟာသမုဒ္ဒရာမှာရှိတဲ့ရေတွေကိုတိုင်းတာချင်းတွယ်လို့မရနိုင်တယ်လို့မျိုးပဲတဲ့အလွန်ကြီးမားတဲ့အကျိုးပေးရှိတယ်။ဒါပေမဲ့အင်္ဂါရက်6ချက်နဲ့တော့ပြည့်စုံအောင်ကြိုးပမ်းအထောက်ရမယ်ပေါ့။အင်္ဂါရက်6ချက်ကပါလေအလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ရက်အလှခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ရက်အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ရက်ဆိုတာဘာပြောတာတော့ပုပ္ပမုံစာအပ္ပရစေတနာစေတနာ3ဓာတ်မှာဖြူရှင်တန်ရှင်းအောင်ကြိုးပမ်းရမယ်။မလူခင်ရှေ့ဖို့မှာဖြစ်တဲ့ပုပ္ပစေတနာလူနေစေအခိုက်အတန့်မှာဖြစ်တဲ့မုံစားစေတနာလူပြီးတဲ့နောက်မှာဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့အပ္ပရစေတနာဒီစေတနာ3ဓာတ်မှာအယံဖြူရှင်တန်ရှင်းအောင်အပြစ်ကင်းအောင်ကြိုးပမ်းအထောက်နိုင်ရင်ဒါပါလေအလူပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါရက်3ချက်ပြည့်စုံတယ်လို့ပြောရတယ်။အလိုဆိုရင်အလူခံတဲ့ပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ့်အင်္ဂါချက်3ရက်ကဘာလဲ။နံပါတ်1ယာဂကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်ယာဂကင်းအောင်နီးမှလမ်းမှကြိုးပမ်းအထောက်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်။နံပါတ်2ဒေါသကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်ဒေါသကင်းအောင်နီးမှလမ်းမှကြိုးစားနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်။နံပါတ်3
မောဟကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်မောဟကင်းအောင်နိမလမ်းမှကြိုးစားအထုတ်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရပေတဲ့အင်္ဂါတစ်ချက်လည်း3ချက်2ရက်ပေါင်းတော့6ချက်အဲ့ဒီအင်္ဂါရက်6ချက်နဲ့သာညီအောင်ဒါနကောင်းမှုတစ်ခုပြုနိုင်မယ်ဆိုရင်မဟာသမုဒ္ဒရာကြီးကိုတိုင်းတာချင်တွယ်လို့မရနိုင်တယ်လို့အဲ့ဒီဒါနရဲ့အကျိုးပေးကိုလည်းတိုင်းတာချင်တွယ်လို့မရနိုင်ဘူးတဲ့ဒါကြောင့်ခက်ပင်ခက်တော်လည်းပဲဖြစ်အောင်လုပ်တဲ့လုပ်ငန်းတစ်ခုလို့မှန်မှန်ကန်ကန်နားလည်ထားဖို့မလိုဘူးလားဒါဒါနကိုဝေဖန်ကြည့်တာနော်အနှစ်ချုပ်ကလေးဟုတ်လားအဲ့လိုဆိုရင်သူ့နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လောဘကိုလည်းဦးဇင်းတို့ဝေဖန်ကြည့်တဲ့လောဘကဖြစ်ရတာတော့လွယ်တယ်ဟုတ်ပြီလွယ်တိုင်းလက်သင့်ခံတဲ့မှာသလားဆိုတာသူ့ရဲ့အကျိုးရလဒ်ကိုကြည့်ပြီးတော့ပြောမှအဖြေမှန်ရမှာနော်လောဘကဖြစ်ရတာတော့လွယ်တယ်ဒါပေမဲ့လို့ဖြေရှင်းရတာတော့အရန်ခက်တယ်နောက်ဆက်တွဲကြီးမားတဲ့ရှုပ်ထွေးမှုပူလောင်မှုပင်ပန်းမှုတွေရှိတယ်ဦးဇင်းတို့လောဘနဲ့ပတ်သက်ပြီးတော့ဒေါသနဲ့ပတ်သက်ပြီးတော့မောဟနဲ့ပတ်သက်ပြီးတော့မန္တလေးစတော်ဘုရားကြီးဘုရားရှိခိုးဂါထာလေး၃ပုဒ်ရေးခဲ့တာရှိတယ်လောဘဒေါသမောဟရဲ့အပြစ်အနာစာကိုပြပြီးတော့အဲ့ဒီလောဘဒေါသမောဟကင်းစင်တော်မူတဲ့မြတ်စွာဘုရားကိုရှိခိုးပါ၏ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ရေးခဲ့တာအဲ့ဒါလောဘနဲ့ပတ်သက်ပြီးတော့ဘယ်လိုရေးခဲ့တယ်လဲအရန်ကောင်းလုံးလို့ပြောကြည့်ရင်ဟုတ်လားအလွတ်ရအောင်ကြက်ပြီးတော့ဒီဂါထာလေးရွတ်ပြီးတော့ဘုရားရှိခိုးနိုင်မယ်ဆိုရင်လောဘရဲ့အပြစ်ကိုလည်းဆင်ခြင်ပြီးသားဖြစ်တဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကိုလည်းအာယုံပြုပြီးသားဖြစ်မယ်နော်အဲ့ဒါဦးဇင်းတို့ဟိုတလောစီကစင်ကာပူမှာအဲ့ဒီတရားလေး၃ပုဒ်ဟောထားတာရှိလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့အစီအစဉ်ကြာလွန်းလို့ရေးထားတာလေးကအစီအစဉ်ကြာလွန်းလို့အဲ့တော့လောဘနဲ့ပတ်သက်ပြီးတော့ဆရာဘုရားကြီးဘယ်လိုရေးထားလဲပမာဒမူလကောလောဘောဝိဝါဒကာရကောဒါတဗျကာရကောလောဘောပရမိပတ္တိကောတံလောဘပရိဇာနတံဝိနေဟံဝိတလောဘကံကာထာကအရင်ကြီးမခက်ပါဘူးနော်ဘာပြောတော့အိဗေကလောဘောလိုချင်မမုန်းမှုဆိုတဲ့လောဘသည်ပမာဒမူလကောကောင်းမှုတွေကိုမေ့လျော့ခြင်းလို့ဆိုတဲ့ပမာဒတရားရဲ့အကြောင်းရင်းမူလဖြစ်တယ်တဲ့လောဘဆိုတာပမာဒရဲ့မူရင်းအကြောင်းတရားဖြစ်တယ်တဲ့ဆိုလိုတာကလူချင်းရချင်းစိတ်တွေအားကြီးနေပြီဆိုရင်ကောင်းမှုတွေကိုမေ့သွားတော့တာပဲလေကုသိုလ်ကောင်းမှုလုပ်ဖို့အတွက်ခြေဦးမလှဲ့နိုင်ဘူးပေါ့နော်ကိုလူချင်းတာကိုရချင်းတာကိုဖြစ်အောင်ရအောင်လုပ်နေရတာနဲ့ကိုပဲတန်ဖိုးရှိတဲ့ကိုယ့်ဘဝကကုန်သွားတာဒါပြောတာဟုတ်လားဒါကြောင့်လောဘဟာမေ့လျော့ခြင်းရဲ့အကြောင်းတရားဖြစ်တယ်တဲ့လောဘဖြစ်ရင်တော့မေ့တော့မှာဒါပြောတာဒါရင်လားဆိုတော့မကဘူးတဲ့လောဘသည်ဝိဝါဒကာရကောငင်းခုန်ခြင်းကိုဖြစ်စေတတ်တယ်လောဘဟာဘာကိုဖြစ်စေတယ်ငင်းခုန်မှုဆိုတာကြီးမားတဲ့ဆိုးဝါးတဲ့နောက်ဆက်တွဲရှိရနော်ငင်းခုန်ရင်လည်းအစင်မပြေရင်ဆဲကြဆိုးကြရိုက်ကြနှက်ကြတတ်ကြဖြတ်ကြတဲ့အထိသွားတာဟုတ်တယ်မဟုတ်လားလောကကြီးမှာမိဘနဲ့သားသမီးလည်းညင်းနေကြတာမရှိဘူးလားညီကိုမောင်နှမချင်းချင်းညင်းနေတာရှိတယ်အလွန်ချစ်ကြခင်ကြတဲ့မေတ္တာရှိကြတဲ့လူတွေညင်းကြတယ်မိတ်ဆွေချင်းချင်းလှုပ်ဖို့ကိုင်းပဲချင်းချင်းညင်းနေကြတယ်ကိုယ်အိမ်ကိုညင်းလို့အစင်မပြေဘူးဆိုရင်တရားယုံထိထက်ပြီးတော့ညင်းကြတယ်ဟုတ်တယ်မဟုတ်လားညင်းခုန်မှုဟာအရန်ခြေပြန့်တယ်နော်ဘာလို့ညင်းတာလောဘကြောင့်ညင်းတာတဲ့အဓိကလောဘကြောင့်ညင်းတာအဲ့ဒါဦးဇင်းကတော့ပုံရံလေးစဉ်းစားကြည့်တာဟုတ်တယ်ရကျင်တဲ့လူကရကျင်တယ်မပေးကျင်တဲ့လူကမပေးနိုင်ဘူးဆိုရင်အဲ့ဒါညင်းပေါ့တယောက်ကရကျင်တယ်တယောက်ကမပေးကျင်ဘူးဆိုတော့အဆင်မပြေတော့ဘူးလေဟုတ်တယ်မဟုတ်လားအေးဘာပဲပြောအလွန်ပူလောင်ရှုပ်ထွေးမှုကိုဖြစ်စေတဲ့ညင်းခုန်မှုဟာလောဘကြောင့်ဖြစ်ရတယ်ဒါကြောင့်လောဘဟာညင်းခုန်ခြင်းကိုဖြစ်စေတတ်တယ်တဲ့ကြည်ကြည်ပြန့်ပြန့်စဉ်းစားပါနော်ပြီးတော့ဗာဆက်ပြောတော့လောဘသည်ဓာတဗျကာရကောကျွန်အဖြစ်ကိုပြုတတ်တယ်ဟောအဲ့ဒီစကားလေးတော့အရင်ပြောကြကောင်းလောဘကကျွန်ဖြစ်စေတတ်တယ်တဲ့လောဘကကျွန်ဖြစ်စေတတ်တယ်တဲ့အဲ့ဒီစကားလေးကိုဦးဇင်းတို့အပေါ်ယံလည်းပဲနားလည်ဖို့လိုတယ်လို့လေးလေးနက်နက်လည်းနားလည်ဖို့လိုတယ်အပေါ်ယံဘယ်လိုနားလည်မလဲဦးဇင်းတွေးမိတာပြောပါနော်တယောက်ယောက်ကိုနှစ်သက်နေပြီရားကျင်နေပြီဆိုရင်သိကြတယ်အဲ့ဒီလူရဲ့ကျွန်ဖြစ်တော့မှာဟုတ်တယ်မဟုတ်လားသူ့ကိုသဘောကျနေပြီဆိုရင်တော့အ ਨੇ ဆုံးတော့သူ့စိတ်တိုင်းကြဦးဇင်းတို့နေပေးရတော့မှာလေပြောရရင်ကိုယ့်ဘဝကိုဒိဋ္ဌိတာဖွဲပေးလိုက်ရပြီဖဲ့ပေးလိုက်ရပြီအကုန်လုံးကိုယ့်စိတ်တိုင်းကြနေလို့မရတော့ကျွန်ဆိုတာသူ့ဘဝကိုသူမပိုင်ဘူးသူ့ဘဝကိုဇွာပိုင်တော့သခင်ကပိုင်တယ်ဟုတ်တယ်မဟုတ်လားရှိခေတ်ကကျွန်နေမှာလေသခင်ကတတ်ခြင်းလဲတတ်လို့ရတယ်ရောင်းခြင်းလဲရောင်းလို့ရတယ်တနေ့ကုန်အစာမကျွေးဘဲနဲ့ပြစ်ထားမယ်ဆိုရင်လည်းပြစ်ထားလို့ရတယ်ကျွန်ဆိုတာသူ့ဘဝသူမပိုင်ဘူးသခင်ကပဲပိုင်တယ်အဲ့တော့လောဘဖြစ်ပြီဆိုရင်အဲ့ဒီလိုကိုယ့်ဘဝကိုကိုမပိုင်တဲ့အနေအထားမျိုးကိုရောက်အောင်လောဘကလှုပ်လိုက်တာဒါကြောင့်လောဘဟာကျွန်ဖြစ်စေတတ်တယ်အဲ့ဒါကိုအပေါ်ယံလေးပြောတာနော်တ
တရားရောက်ကိုမျက်နှိုးနေပြီဆိုရင်အဲ့ဒါဖြစ်တော့မလို့သူ့ကြုံဖြစ်တော့မယ်ဒါကအပေါ်ယံပြောတာတချို့ခွေးလေးတွေကြောင်လေးတွေချစ်တယ်ဘာဖြစ်တော့ခွေးလေးတွေကြောင်လေးတွေရဲ့ကြုံဖြစ်တာနော်ဟာကိုကတော့ကိုယ့်ဟာကိုဒေးကြီးပေးပြီးတော့ဝယ်ထားတာဆိုပြီးတော့လူချမ်းသာရဲ့ပုံတရံနမိတ်အနေနဲ့တချို့ပြကြတာလည်းရှိတယ်တကယ်တမ်းကဘာဖြစ်လဲရေချိုးပေးရတယ်ဆပ်ပြားတိုက်ပေးရတယ်အမေတချို့ခွေးကအရန်ကောင်းမှစားတာရှိသေးတယ်ဟုတ်လားအဲ့တော့လည်းသူအကြောင်းတရားနဲ့သူလာတာပေါ့လေထပ်ပြီးတော့ဦးဇင်းတို့လောဘဟာကျွံဖြစ်စေတတ်တယ်ဆိုတာကိုလေးလေးနက်နက်လည်းစဉ်းစားကြည့်ဖို့လိုတယ်ဆိုကြပါစို့လေးလေးနက်နက်လေးပြောကြည့်မယ်ဒါကြတော့တခုခုရားကျင်နေပြီတခုခုဖြစ်ချင်နေပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းဦးဇင်းတို့မှာလုတ်ပေးရမယ်တာဝန်ကြီးတစ်ခုရှိသွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီတာဝန်ကြီးကိုပခုံးမော်ကိုဘယ်သူပြစ်တင်ပေးလိုက်တယ်လဲလောဘတင်ပေးလိုက်တာနော်ဘယ်သူကမှမဖြစ်မနေလုတ်လို့ပြောတာမရှိဘူးကိုကဒါကိုရားကျင်ပြီဒါဖြစ်ချင်ပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းကိုမှလုတ်ပေးရမယ်တာဝန်ကြီးကိုရှိသွားတယ်ဘယ်သူခိုင်းတာလဲလောဘခိုင်းတာဒါမဲ့တရားဓမ္မတို့ဦးဇင်းတို့အတွက်အလွန်ကြီးမားတဲ့အမှားကဘာလဲဆိုတော့ဘယ်သူခိုင်းလို့ခိုင်းမှမသိတဲ့ကိစ္စလို့ဦးဇင်းထင်လောဘကခိုင်းလို့လုံးရတဲ့ကိစ္စကိုငါလုပ်ချင်လို့လုပ်တာလို့လောဘကိုငါတို့ထင်နေတဲ့ကိစ္စတက္ကာယဒိဋ္ဌိပေါ့နော်ငါလုပ်ချင်လို့လုပ်တာလို့ထိုးတော့ငါကငါဆိုတော့အပြစ်တင်လို့လည်းပြစ်တင်ခြင်းစိတ်လည်းမရှိတော့ဘူးလေလောဘကိုငါတို့ထင်နေတာတကယ်တမ်းကလောဘနဲ့ငါနဲ့ကိုသာကွဲပြားမယ်ဆိုလို့ရှိရင်လောဘကိုဦးဇင်းတို့တွေပိုးပြီးတော့စိတ်နာစရာကောင်းလိမ့်မယ်အခုလောဘကိုစိတ်နာကောင်းမှမသိဘူးစိတ်နာဖို့နေနေတာကိုယ်နှိမ့်ဆက်နေတဲ့တရားခံအစ်စ်ဟာဘယ်သူလဲဆိုတာတော့မသိဘူး။နောက်တရားခံကိုဖမ်းပြီးတော့အပြစ်ပေးဖို့ဆိုတာအဝေးကြီးနော်။တရားခံဘယ်သူလဲဆိုတာတော့မသိသေးဘူးအများစုက။တကယ်တမ်းတရားခံအစ်စ်ကဘယ်သူလဲလောဘနော်။ဟုတ်လား။ဒါကြောင့်ဆရာကြီးကပြောတာလောဘဟာကျွံဖြစ်စေတတ်တယ်တဲ့။အခြေချက်ပြောရင်အရန်ကောင်းပါပဲနော်။ဒါပေမဲ့ဦးဇင်းတို့နောက်ထပ်ပြောကြအကြောင်းအရာတွေကအများကြီးကြံနေတာ။ခုလောဘရဲ့အပြစ်လောဘဆိုတာဖြစ်ရတာလွယ်တာဖြည့်ရှင်းရတာအရင်ခက်တယ်ဆိုတာကိုပြောနေနော်လောဘဟာမေးလျော်ခြင်းရဲ့အကြောင်းဖြစ်တယ်လောဘဟာငြင်းခုန်စေတတ်တယ်လောဘဟာကြုံဖြစ်စေတတ်တယ်နောက်တစ်ချက်ဆက်ပြောထားတယ်လောဘသည်ပရမိတမလွန်လောက၌ပိဋိကောပြိတ္တာဖြစ်ကိုပြုတတ်တယ်တဲ့ပြိတ္တာဖြစ်စေတတ်တယ်တဲ့ဟောပြိတ္တာဆိုတာဘယ်လိုဘဝမျိုးလို့ကြားဖို့ထားလဲစာလောင်မှုတ်သိမ့်နေရတဲ့ဘဝမျိုးလို့ကြားဦးတယ်နော်အဲ့လိုဆိုရင်လောဘရဲ့သဘောကိုလည်းပဲအခြေခံကြကြစဉ်းစားကြည့်ပါအောင်လောဘကဘယ်လိုသဘောရှိလဲစာလောင်မှုတ်သိမ့်နေတဲ့သဘောမျိုးပါပဲအာယုံကိုစာတာလေဒါကြောင့်တချို့ဒေသနာတွေမှာမြတ်စွာဘုရားကလောဘကိုပိပါဒဆိုတဲ့စကားလုံးနဲ့ဟောတာရှိတယ်ပိပါဒဆိုတာစာလောင်မှုတ်သိမ့်တယ်လို့အဓိပ္ပာယ်ရတယ်ထမင်းစာသလိုမျိုးရေစာသလိုမျိုးကိုစာတာအာယုံကိုမကြည့်ရမနေနိုင်မကြားရမနေနိုင်ကိုရီးယားကားတွေဘာတွေလာကနေပြီဆိုချိုးစွဲနေတဲ့လူတွေဆိုမကြည့်ရမနေနိုင်ပဲလေအဲ့ဒီအချိန်လုံးတစ်ခုကိုပေါ်လာပြီဆိုရင်အရန်စိတ်တုံမယ်ပေါ့နော်တယောက်ကသာမကြည့်နဲ့လို့တားမြင်မယ်ဆိုရင်အဲ့ဒီလူကရန်သူဖြစ်မယ်မကြည့်ရမနေနိုင်အဲ့ဒီဟာကိုကြည့်နေတော့မှမြန်တကယ်လို့အတန်လိုင်းမြန်ပြတ်သွားမယ်ဆိုရင်ဘယ်လိုနေမှာတော့မကြားရမနေနိုင်စွဲနေတာနော်စိတ်ထဲမှာဘာပြောတာတော့လောဘဆိုတာစားလောင်းနေတဲ့သဘောရှိတယ်လို့ပြောတာမစားရဘဲနဲ့ဘဝမသွားဘူးနော်ကျင်နဲ့မသွားဘူးပေါ့အဲ့လိုပဲစားနေတဲ့သဘာဝတရားတစ်ခုကစားနေတဲ့ဘဝတစ်ခုကိုဖန်တီးတာဟာအယံသဘာဝကြတယ်ဆိုတာကိုတွေးတတ်စေခြင်းလို့ပြောတာဟုတ်လားဒီနေ့မှာဦးဇင်းတို့အလွန်ကြီးမားတဲ့လောဘကမှသာရင်တတ္တဝါတွေကိုဒုက္ခပေးနိုင်တာမဟုတ်ဘူးအလွန်သေးငယ်တဲ့မပြောပလို့တဲ့လောဘကလည်းတတ္တဝါတွေကိုဒုက္ခပေးနိုင်တာပဲဆိုတာနဲ့ပတ်သက်ပြီးတော့ရသော်ဘုရားလက်ထက်ကလူတိုင်းကြားဝနေတဲ့အကြောင်းအရာလေးတစ်ခုကိုအယံတိုက်ဆိုင်မှုရှိတဲ့အတွက်ကြောင့်ဒီနားမှာချပြောခြင်းတယ်ဟုတ်လားအဲ့ဒါကဘာလဲဆိုတော့သင်္ကန်းကိုမက်လို့တန်းဖြစ်ရတယ်ဆိုတာကြားဦးတယ်မဟုတ်လားအဲ့ဒီသင်္ကန်းကသူ့ရဲ့အမကလှူထားတာသင်္ကန်းကအသားလည်းအရန်ကောင်းတယ်သူကိုယ်တိုင်လည်းအရန်သဘောကျတယ်ဒါကြောင့်အဲ့ဒီသင်္ကန်းလေးကိုသူ့အကိုချုပ်သူကိုယ်တိုင်ချုပ်သူကိုယ်တိုင်တစ်ခေါက်တည်းနဲ့ဆိုးဘုရားလက်ထက်ကတစ်ခေါက်ပဲဆိုးရတာဟုတ်အကုန်လုံးချုပ်ဆိုးပြီးပြီဆိုတော့မှသင်္ကန်းလေးတတ်တတ်ရရလျှော်ခောက်ခက်ပြီးတော့အိယာဘေးလေးမှာချပြီးတော့အိတ်တယ်စိတ်ကူကဘာလဲဆိုတော့မနဲ့လင်းရင်ငါဒီသင်္ကန်းကိုဝင့်မယ်သင်္ကန်းရဲ့ပေါ်မှာနည်းနည်းလေးဥပါဒံလေးတော့မပြောသလောက်လေးကတ်နေတယ်ပေါ့နော်ဒါသူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘလည်းမဟုတ်ပါဘူးဘာမှပြောပါတော့တဲ့လောဘမဟုတ်ဘူးကိုပစ္စည်းကိုမနဲ့ကြရင်ဝင့်မယ်ဆိုတဲ့စိတ်ဟုတ်လားနဲ့ကြရင်ဝင့်မယ်ဆိုတဲ့စိတ်ကူးနဲ့အိတ်တယ်ဒါပေမဲ့ဘဝကဘယ်လောက်မသေးကြလဲဆိုတော့မနဲ့ကြတော့သူနိုးထားခွင့်မရှိတော့ဘူးငါမနဲ့ကြရင်မနိုးရတော့ဘူးလို့သူမသိဘူးလေတော့ပုံမှန်ပဲပေါ့မနဲ့ကြရင်ဒီသင်္ကန်းဝင့်မယ်အဲ့ဒါညာတွင်းချင်းရုပ်တရက်ဖြစ်တဲ့ယောဂါကြောင့်ပြန်တော်မူရရှာတယ်
ဟုတ်လားအဲ့ဒါပြန်တော်မူသွားပြီဆိုတော့ဒီသင်္ကန်းရဲ့ပုံမှာမဲ့နေတဲ့လောဘလေးကလက်လက်ဆက်ဆက်ဖြစ်နေတာဟုတ်လားအဲ့ဒီလောဘလေးကမင်းဒီသင်္ကန်းကိုမက်လာတဲ့ကောင်မင်းအဲ့ဒီသင်္ကန်းထဲသွားလို့ပို့လိုက်တယ်လို့ပဲအဲ့ဒီသင်္ကန်းကောက်ထဲမှာပါသွားဖြစ်တယ်တန်းသွားဖြစ်တယ်တန်းကတက္ကဝါကြီးတွေရဲ့ခေါင်းမှာကြားတဲ့တန်းမျိုးမဟုတ်ဘူးပြိတ္တာတန်းတဲ့ကမ္မစိတ်တိကံတကူအနှဲငယ်ရှိတယ်ဒါကြောင့်တချို့ကိစ္စကို तू မြင်နိုင်တယ်ကြားနိုင်တယ်ပေါ့အဲ့ဒါအဲ့ဒီတန်ခါသင်္ကန်းကောက်ထဲမှာဖြစ်နေတာဘယ်သူမှမသိဘူးအဲ့ဒါဒီသင်္ကန်းကပိုင်ရှင်ကပြန်တော်မူသွားပြီဆိုတော့သူနာပြုတဲ့ယဟန်လည်းမရှိတော့တန်ခါတွေကဒါတန်ခိကသင်္ကန်းဖြစ်သွားပြီဆိုတော့တန်ခါတွေကိုဝေဖန်ကြတာပေါ့ဘယ်ဘုန်းကြီးကိုပေးမယ်ဘယ်တန်ခါယူမယ်ပေါ့အဲ့လိုမျိုးဝေဖန်တိကပြုကြတဲ့အခါကျတော့အဲ့ဒီတန်ကြီးကသင်္ကန်းကောက်ထဲကနေပြီးတော့ငါပစ္စည်းကိုဘုန်းကြီးတွေလုနေကြတယ်လို့အော်ဟင်ရင်းနဲ့ပြေးနေတယ်တဲ့အဲ့ဒီသင်္ကန်းကောက်ထဲမှာပတ်ပြီးတော့ပြေးနေတာအော်စရာကောင်းတယ်နော်လောဘဆိုတာဖြစ်ရတာလွယ်တာဖြည့်ရှင်းရတာအရန်ခက်တယ်ဆိုတာလေးကိုတစ်ချက်လောက်စဉ်းစားမိဖို့ဟုတ်လားဘာမှစိုးရတဲ့လောဘကြီးလည်းမဟုတ်ပါဘူးကိုယ်သင်္ကန်းလေးကိုဝတ်မယ်လို့တွေးလိုက်တဲ့သဘောလေးပဲဟုတ်လားဒါပေမဲ့ဘာဖြစ်သွားတော့တမ်းဖြစ်သွားတယ်အဲ့ဒီမှာသူ့ရဲ့အော်ဟစ်တဲ့အတန်ကိုမြတ်စွာဘုရားကဒိဗ္ဗသောတအဘိညာဉ်နဲ့ကြားတော်မူတဲ့အတွက်ကြောင့်ရှင်အနန္ဒာကိုစစ်လွတ်ပြီးတော့တန်ဃာတွေကိုတားခတ်ရတယ်ဒီသင်္ကန်းကို9ရက်အတွင်းမှာဘယ်သူမှမကင်စေဖို့အဲ့ဒါရှင်အနန္ဒာသွားတားရတယ်ယဟန်တွေကိုပြင်မတဲ့စိတ်နဲ့မြန်သေရင်အဲ့ဒီတန်ကြီးငရဲရောက်သွားမှဆိုလို့တဲ့မြတ်စွာဘုရားဒီဟုသောအမိကောင်းရှိလို့သာတော်သေးရနော်အဲ့ဒါ9ရက်အတွင်းမှာသူသေတယ်အဲ့ဒီတန်သေတဲ့အခါကျတော့တုတိတာနတ်ပြည်ရောက်တသက်လုံးဖြူဖြူစင်စင်ကောင်းကောင်းမွန်မွန်နေခဲ့တာဆိုတော့လိမ့်လိမ့်လေးလေးကြီးတော့ဒုက္ခရောက်စရာအကြောင်းမရှိပါဘူးဒါပေမဲ့ပြောချင်တာကဘာလဲအလွန်သေးငယ်တဲ့မပြောပလောက်တဲ့လူချင်းမဲ့မုန်းမှုလေးတွေကလည်းပဲသူ့အနေနဲ့သူတော့အခွင့်သိရင်တော့အစွမ်းပြသွားတာပဲဆိုတာလေးကိုပြောချင်တာအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်ကြီးကိုအကြောင်းပြုပြီးတော့ဂါထာလေးတစ်ပုဒ်ဟောတာရှိတယ်အဲ့ဒီဂါထာလေးကလည်းအလွန်စဉ်းစားစရာကောင်းအယတာဝမလံသမုဋ္ဌာယတတုဋ္ဌာယတမေဝခါရတိဧဝံအတိရောဏဇာရိနံတာဏိကမ္မတိနေယံတိဒုက္ကတိအဓိပ္ပာယ်လေးကိုသေသေးချာချာလေးအာယုံပြုကြည့်မယ်နော်တန်ကြီးဆိုတာတန်ငါဖြစ်တာတဲ့အဲ့ဒီတန်ငါဖြစ်တဲ့တန်ကြီးဟာအဲ့ဒီတန်ကိုပဲပြန်ပြီးတော့ဖြည့်ဆည်းပြစ်တာစားပြစ်တာတဲ့အယတာဝမလံသမုဋ္ဌာယတတုဋ္ဌာယတမေဝခါရတိသူဖြစ်ပေါ်လာရတန်ကိုပဲအဲ့ဒီတန်ကြီးဟာစားပြစ်တယ်တဲ့တန်ငါဖြစ်တဲ့တန်ကြီးဟာတန်ကိုပဲပြန်စားတာနော်ဥမာပေးတာပါအဲ့ဒါလိုပဲတဲ့ကိုယ်ဟာဖြစ်တဲ့မကောင်းမှုဟာလေကိုယ်ပဲပြန်ပြီးတော့ဒုက္ခပေးတာဆင်းရဲစေတာဖြစ်စည်းတာတဲ့စဉ်းစားရမကောင်းဘူးလားကောင်းနော်တန်ငါဖြစ်တဲ့တန်ကြီးဟာတန်ကိုပဲဖြစ်စည်းတယ်လို့ကိုယ်ဟာဖြစ်တဲ့မကောင်းမှုဟာလေကိုယ်ပဲဒုက္ခပေးတာဘယ်သူမှတကယ်တမ်းကဒုက္ခလာပေးတာမရှိပါဘူးကိုယ်မကောင်းမှုနဲ့ကိုယ့်ရဲ့ယုံညံ့မှုနဲ့ကိုယ်ပဲဆင်းရဲကြတာတတ္တဝါတွေဆိုတာဟုတ်ရဲ့လားအဲ့ဒီဂါထာလေးကိုမြတ်စွာဘုရားအဲ့ဒီတန်ကြီးကိုအကြောင်းပြုပြီးတော့အဲ့ဒီယဟန်ကြီးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာအဲ့တော့ဦးဇင်းတို့ပြောချင်တာကဘာတော့ဒါနဆိုတာဟာဖြစ်ရတာခက်တဲ့လောက်အကျိုးရလက်ကမျက်နှိုးစရာကောင်းတဲ့အတွက်ကြောင့်ခက်ပင်ခက်တော်လည်းပဲဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးလေးမွေးနိုင်ဖို့လောဘဆိုတာကတော့မတင်ရဘဲနဲ့တက်တယ်မကျင့်ရဘဲနဲ့ကျွမ်းကျင်တယ်ဖြစ်ဖို့အရန်လွယ်တယ်လွယ်ပင်လွယ်ညာတော်လည်းပဲဖြည့်ရှင်းရတဲ့နောက်ဆက်တွေဟာအရန်ခက်ခဲတဲ့အတွက်ကြောင့်ဖြစ်တိုင်းလက်သင့်မခံမိဖို့မလိုဘူးလားအဲ့ဒါကိုပြောချင်တာဒါလေးကိုပြောတော့ဦးဇင်းကရောစတော်ဘုရားကြီးပြောခဲ့တဲ့အရန်တန်ဖိုးရှိတဲ့စကားလေးတစ်ခုကိုသွားပြီးတော့အမှတ်ရတယ်ဆိုရပါပြောတော့အကုသိုလ်ဆိုတာတဲ့ကိုကသူ့ကိုတာဝန်ယူရတာတဲ့ကုသိုလ်ဆိုတာကြတော့ तू ကကိုယ့်ကိုတာဝန်ယူသွားမှာတဲ့ဖြောင်းဖြောင်းကြီးဆန့်ကျင်နေတယ်အရန်ကောင်းတယ်နော်ဒီအဓိပ္ပာယ်ကုသိုလ်အကုသိုလ်ဆိုတာအကျေကြီးဟုတ်လားအဲ့တော့အကုသိုလ်တိုင်းကုသိုလ်တိုင်းရဲ့သဘောလေးကိုဆရာကြီးကအဓိပ္ပာယ်လှလှလေးနဲ့တမျိုးစဉ်းစားတရားလေးဖြစ်အောင်ပြောတယ်နော်အကုသိုလ်ဆိုတာကိုကသူ့ကိုတာဝန်ယူရမှာလုပ်ပြီးရင်ကိုယ့်အကိုပဲရှင်းမယ်နော်ခွေးဘဝနဲ့သွားပြီးတော့ရှင်းရမယ်ဆိုရင်လည်းရှင်းရမှာပဲငရဲခန္ဓာကိုရပြီးတော့ရှင်းဆိုလည်းရှင်းရမှာပဲကိုရှုပ်ထားတဲ့အရှုပ်တွေကိုကိုယ့်အကိုမရှင်းရှင်းအောင်ရှင်းရမယ်ဒါကြောင့်အကုသိုလ်ဆိုတာကိုကသူ့ကိုရှင်းရတာတာဝန်ယူရတာကုသိုလ်ကြတော့ဗါတယ်တော့သူကကိုယ်တာဝန်ယူမှာတဲ့ကိုကအေးဆေးပဲကောင်းတာတွေလုပ်ပြီးရင်အစားအရာဆင်းပြီးအောင်သူကပဲလုပ်သွားမှာလောက်ကောင်းတာအလွန်ကောင်းတဲ့စကားတစ်ခွန်းလို့ဆိုရင်လည်းနော်အေးအခုလည်းပဲဒါနဟာဖြစ်ရတာခက်တယ်သို့တော့အကျိုးရလက်ကမျက်နှိုးစရာကောင်းလောဘကဖြစ်ရတာလွယ်တယ်သို့တော့အကျိုးရလက်ကလွန်တရားမှာရှုပ်ထွေးတယ်ပူလောင်တယ်ဒါကြောင့်ဘယ်လမ်းကိုရွေးမလဲဆိုတာလေးတွေဟာအကျိုးရလက်ကိုသိမှသာနဲ့ရွေးချယ်မှုကမှန်ပါဟုတ်တယ်မဟုတ်လားအဲ့ဒါဦးဇင်းတို့ဒီကနေ့ညပြောခြင်းတဲ့တရား၃စုံဆိုတာအဲ့ဒါပထမတစ်စုံနော်
အဲ့လိုဆိုရင်ဦးဇင်းတို့ဒုတိယတရားတစ်စုံဆက်ပြီးတော့သွားမယ်နော်ပြောစရာအစာလေးတွေပေါ်လာတိုင်းပြောနေရင်တရားကရမ်းရှိသွားလိမ့်မယ်ဟုတ်လားကိုပြောချင်တာလေးတွေမပြောလဲရပဲနေရမှာလဲစိုးသေးတာနော်အဲ့တော့ဦးဇင်းတို့ဒုတိယတရားစုံဘာပြောချင်တော့သီလနဲ့ဒုတ်သီလတဲ့ဘာနဲ့ပါဗျာသီလဆိုတာဘာလဲဒုတ်သီလဆိုတာဘာလဲဟောဒီပိဿအကုန်လုံးနားလေတယ်ဟုတ်လားသီလဆိုတာမိမိရဲ့ကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းထိန်းသိမ်းပြီးတော့နေတာဒုတ်သီလဆိုတာကတော့စိတ်အလိုလိုက်ပြီးတော့ဘယ်သူထိခိုက်လှုပ်ချင်တာလှုပ်မယ်ပြောချင်တာပြောမယ်ဘာထိန်းသိမ်းစောင့်ရှောက်မှုမှမရှိဘဲနဲ့ဗျံမရာစီကံမဲ့နေတာပို့ပြီးတော့ရှင်းအောင်ပြောရရင်တော့ဘာကြောင့်မှငါသူတော်တက်ကိုမတက်ဘူးဘလို့ကြောင့်မှသူတော်ပစ္စည်းမတရားမယူဘူးကာမကိစ္စဖောက်ပြန်မှောင်ရင်မှုမရှိစေရဘူးလိညာလေသားမှုသားစကားကိုငါရဲ့နှုတ်ကမဆိုမိသေးရဘူးအရက်သေးတာမူရည်စေဝနဲ့ငါဘဝမပတ်သက်မိစေရဘူးလို့သိက္ခာပုဒ်ကြီး၅ချက်ကိုဖြူစင်အောင်စောင့်ထိန်နိုင်ရင်အဲ့ဒါလူတယောက်အနေနဲ့သီလရှိတယ်ပြောရတယ်ဟုတ်လားအဲ့ဒီ၅ပါးသီလဖြူစင်မှုမတန်ရှင်းမှုဆိုရင်ဒါပါပြောတော့ဒုတ်သီလအဲ့လိုဆိုရင်ဦးဇင်းတို့ဘေးသားပေါင်းတော်ဟောင်းတို့သီလနဲ့ဒုတ်သီလမှာဘယ်ဟာကခက်ပြီးတော့ဘယ်ဟာကလွယ်မလဲသီလကခက်ပြီးတော့ဒုတ်သီလကလွယ်ပါမယ်ဒါလူတိုင်းသိပါတယ်နော်ကိုယ်နဲ့နှုတ်ကိုစောင့်စည်းထိန်းသိမ်းအပြစ်ကင်းအောင်ကြိုးပမ်းအထောက်ဖို့ဆိုတာသိမလွယ်လှဘူးဟုတ်လားစိတ်ကိုလွတ်ထားပြီးတော့ဗျံမရာထင်တိုင်းလှုပ်ဖို့နေဖို့ဆိုတာဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ဘူးဟုတ်လားတကယ်တမ်းကသီလတွေကျိုးပြတ်ကြတယ်ဆိုတာလောဘဒေါသတွေအာကြီးလွန်းလို့လောဘဒေါသဆိုတာတော့ပုထုဇဉ်တိုင်းဘယ်သူဖြစ်ရှိတာကြီးပဲဖြစ်ခွင့်ကြုံလာရင်ဖြစ်လာတာကြီးပဲသို့တော့တချို့ကြတော့လောဘဒေါသကသီလပြတ်လောက်အောင်ဒီအာမကြီးဘူးတတ်မှရမယ်ဆိုရင်နေပါစေမရခြင်းနေပါစေတော့ငါမတတ်ခိုးမှရမယ်ဆိုရင်နေပါစေမတရားတော့ငါမလုပ်ဘူးဟောဒီလိုသွားတာနော်တချို့ရဲ့လောဘဒေါသကိလေသာတွေဟာအရင်ကြီးတယ်တတ်မှရမယ်ဆိုရင်လည်းတတ်မှာပဲတတ်တာမတတ်တာကသူ့အတွက်အရေးမပါဘူးသူ့အတွက်အရေးပါတာကရတာမရတာပဲဟောဒီလိုသွားတာနော်သဘောပေါက်လားမသိဘူးအဲ့လိုဆိုလို့ရှိရင်သီလလုံခြုံတယ်ဆိုတာကိုယ့်ရဲ့ကြီးတဲ့လောဘဒေါသတွေကိုထိမ့်သိမ်းနိုင်မှပြောရရင်ကိုယ့်စိတ်ကိုထိမ့်သိမ်းနိုင်မှသီလဆိုတာဖြူစင်နိုင်တာဟုတ်တယ်မဟုတ်လားစိတ်ကိုထိမ့်နိုင်မှကာယကံဝစီကံကိုဦးဇင်းတို့ထိမ့်နိုင်ပါလေဟုတ်တယ်မဟုတ်လားအဲ့လိုဆိုရင်ဦးဇင်းတို့ထိမ့်သိမ်းနေဖို့နဲ့ဗျံမရာနေဖို့ထိမ့်သိမ်းနေဖို့ကခက်တယ်ဗျံမရာနေဖို့ကလွယ်တယ်ဒါပေမဲ့ခက်တယ်လွယ်တယ်ဆိုတာကိုသိအောင်မြတ်နဲ့လုံလောက်မလားမလုံလောက်ဘူးခက်တယ်လို့ဆိုတဲ့သီလကဘလို့ဖြစ်စီမှာတော့လွယ်တယ်လို့ဆိုတဲ့ဒုတ်သီလကဘလို့ဖြစ်စီမှာတော့ဒါကိုဦးဇင်းတို့မြင်ဖို့လိုတယ်နော်အပေါ်ယံလေးတွေဦးဇင်းတို့အခိုက်အတန့်လေးတွေကြည့်ပြီးတော့အဖြေမှန်ကဘလို့မှထွက်လို့မရအောင်သူ့ရဲ့အကျိုးရလဒ်တွေကိုမြင်မှသာလျှင်ဦးဇင်းတို့ဘယ်လမ်းကိုရွေးရမလဲဆိုတဲ့မေးခွန်းကိုမှန်မှန်ကန်ကန်ဖြေနိုင်ပါဟုတ်လားအဲ့ဒါလို့ဆိုလို့ရှိရင်သီလနဲ့ဒုသီလရဲ့နောက်ဆက်တွဲအကျိုးရလဒ်တွေကဘာတွေလဲမြတ်စွာဘုရားကတော့ဒေသနာတို့ထဲမှာအများကြီးဟောထားတာပဲလေဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာလူသားတစ်ယောက်အနေနဲ့၅ပါးသီလကိုသာဖြူစင်အောင်ထိန်းနိုင်မယ်ဆိုလို့ရှိရင်ရရှိမဲ့အကျိုးကျေးဇူး၅မျိုးဆိုပြီးတော့ဟောထားတာရှိတယ်ဒီဒီခြားခြားလေးအာယုံပြုကြည့်မယ်နော်အပ္ပမာဒာတိကရဏမဟာတံဘောဂခဏံအဓိကစတိဖြူစင်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့မမေ့မလျော့ခြင်းဒီဟုသောအကြောင်းကြောင့်ဥစ္စာပစ္စည်းကိုအစုလိုက်အပြုံလိုက်ရနိုင်တယ်တဲ့ဘောဂခဏံဘောဂဆိုတာဥစ္စာစည်းစိမ်ခန္ဓာဆိုတာအစုအဝေးဟုတ်လား၅ပါးသီလတကယ်ဖြူစင်ဥစ္စာပစ္စည်းကိုအစုလိုက်ပြုံလိုက်ရနိုင်တယ်တဲ့ဦးဇင်းထင်တယ်ဒီလိုဒေသနာမျိုးကဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေရဲ့နားတွေကိုတိတ်ရောက်ဟာမတူဟုတ်လားဒါနတော်ဘောဂဝါအလှပေးတတိဖြစ်ဆိုတဲ့ဒေသနာကတော့အယံကိုရောက်ဟန်တူတယ်ဟုတ်လားစဉ်းစားကြည့်နော်သီလနဲ့ပြည်စုံလို့တတိဖြစ်မယ်လို့ပြောထားတာနော်တကယ်ပြောထားတာဒါတပ်ပင်ညုတဉာဏ်နဲ့ကြည့်ပြီးတော့ပြောထားတာဘယ်လောက်ယုံကြည်တယ်လဲဆိုတာဟောအကိုပဲစီသိကြည့်ပါနော်မမေ့မလျော့ခြင်းဒီဟုသောအကြောင်းကြောင့်လေအကြောင်းတရားတောင်ရှားပေးတယ်သီလဖြူရှင်ရင်မမေ့ခြင်းဒီဟုသောအကြောင်းကြောင့်ဥစ္စာပစ္စည်းအစုလိုက်ပြုံလိုက်ရမယ်တဲ့ဒါတင်လားဆိုတော့မကဘူးတဲ့ကလျာဏောကိဋ္တိတတောအပုဂ္ဂစ္စတိတည်င်းကောင်းထွက်တယ်တဲ့သီလဖြူရှင်တဲ့ပုဂ္ဂိုလ်ဒီလိုကဘာမှမဟုတ်တာမလို့ဘူးရန်ရိုးသားဖြောက်မှတ်တဲ့လူရန်ကိုစိတ်ချရတယ်တည်င်းကောင်းထွက်တယ်ဘလောက်မှွေးတဲ့ပန်းတွေရဲ့ရနတ်ပဲဖြစ်ဖြစ်လေညာကိုဆန်တက်နိုင်တယ်ဆိုတာထုံးစံမရှိဘူးလေအောက်ကိုပဲမှွေးစေတာဒါပေမဲ့သီလရဲ့ရနတ်ကတော့လေအောက်လေညာမရွေးအရက်မျက်နှာမရွေးအရာနေရာတိုင်းကိုရှောင်းနိုင်တယ်လို့ဒီလိုဟောတာလည်းရှိတယ်ဒါဆက်ပြီးတော့တွေးဖို့ပြောတာနော်နောက်သုံးခုမြောက်ကြိုးကြီးတော့ဗာပြောတော့ဖြူစင်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်ဟာပိဋကကြသွားပြီဆိုရင်အယမ်းမှရဲဝံ့နေတဲ့မျက်နှာမှာရဲဝံ့မှုရှိတယ်ကြောက်ရွံ့တဲ့ထိတ်လန့်တဲ့တုန်လှုပ်တယ်ဆိုတာမရှိဘူးငါဘာမှဟုတ်တာမဟုတ်တာမလုပ်ဘူးလို့ကိုယ့်ကိုယ်ကိုတကယ်သိထားတဲ့လူတစ်ယောက်ရဲ့စိတ်ဟာတတ္တိဆိုတာရှိတယ်အဲ့ဒါကိုဦးဇင်းတို့မြင်ဖို့လိုတယ်ဒါသုံးခုမြောက်ကြိုးကျေးဇူးကိုနော်
လေးခုမြောက်အကျိုးကျေးဇူးကတော့အရန်အရေးပါတယ်လို့ပြောရမယ်အတ္တံဘုံလောကာလံကရောတိမတွေးမဝေသေခြင်းတရားကိုရင်ဆိုင်နိုင်လိမ့်မယ်တဲ့ဘောရဲ့နောက်ဆုံးချိန်သေဂာနီးကာလမှာမတွေးမဝေမကြောက်မရွံ့မထိတ်မလန့်ချမ်းချမ်းသာသာသေခြင်းတရားကိုသိက္ခာရှိရှိရင်ဆိုင်နိုင်တယ်ငါလူဖြစ်ခဲ့တဲ့လူတယောက်နဲ့တူအောင်နေခဲ့တဲ့သေမယ်ဆိုတော့လေသေဖို့ပဲတားလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးဟုတ်လားအဲ့တော့မကြောက်မရွံ့ရဲရဲဝံ့ဝံ့တီးတီးငြိမ်ငြိမ်သေခြင်းတရားကိုအိန္ဒိရှိရှိသိက္ခာရှိရှိရင်ဆိုင်နိုင်တယ်အနာဂတ်ကြီးနဲ့ပတ်သက်ပြီးတော့ဒီကိစ္စတွေးပြီးတော့ပူရတာရှိရနော်ဒါဒီဒေသနာကိုမှတ်ထားတကယ်သာသီလကိုဖြူရှင်အောင်စောင့်ထိတ်ဟုတ်လားအဲ့လိုတီးတီးငြိမ်ငြိမ်သေခြင်းတရားကိုရင်ဆိုင်နေတဲ့ပုဂ္ဂိုလ်တယောက်တွေယုံညံ့တဲ့ဘဝကိုရောက်เสียအကြောင်းရှိမလားရှိမတော့ဒါကြောင့်၅ခုမြောက်အကျိုးကျေးဇူးပါပြောတော့ကာယတ္တဗေဒပရမရဏာယသုကတိတက္ကံလောကဥပကိစ္စတိခန္ဓာကိုယ်ပစ္စည်းလို့သိရပြီဆိုရင်ဖြူစင်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေကမြင့်မြတ်တဲ့ချမ်းသာတဲ့ဘဝကိုရလိမ့်မယ်လို့ဟောတာဒါကြောင့်ခက်ပေမယ်လို့မဖြစ်ဖြစ်အောင်လုပ်ဖို့လိုတယ်ဆိုတာဦးဇင်းတို့စွန့်ဖြတ်ချက်ချနိုင်ဖို့လိုတယ်ဟုတ်လားဒုသီလကြတော့အဲ့လိုဟုတ်သေးသလားမဟုတ်တော့ဘူးအပြည့်အနာစာတွေအများများသွားပြီနော်ပမာဒာဓိကရဏမဟာတံဘောဂဇာနေနိကိစ္စတိမေးလျော်ခြင်းဒီဟုသောကြောင့်ဥစ္စာပစ္စည်းအစုလိုက်ပြောင်းလိုက်ဆုံးရှုံးသွားနိုင်တယ်ကိုကျင်တရားပြက်လို့စီးပွားပြက်ကြတဲ့လူတွေအများကြီးရှိရဲ့နော်တချို့ဘဝတောင်ပြက်သွားတာနော်အခုမွေးရစေဝါတွေဘာတွေနဲ့တအားသနာစရာကောင်းတဲ့လူတွေမရှိဘူးလားစဉ်းစားကြည့်ရောနော်ဒါရင်လားဆိုတော့မကဘူးပါပကောကိဋ္တိတရောအဘုကိစ္စတိတည်င်းစိုးထွက်တယ်တဲ့သီလပြက်လို့ရှိရင်ဒါကိုတချို့ကမသေးခင်ကအပုပ်နဲ့ထွက်တယ်လို့ပြောကြတာဘာမရှိဘူးလားရှိရင်နော်ပြီးတော့ဗာလဲပိဋကကြသွားပြီဆိုရင်မျက်နှာငယ်တယ်တဲ့ပိုက်ဆံဘလောက်ချမ်းသာပညာတွေဘလောက်ပဲတက်ကိုကျင်တရားပြက်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလူရဲ့မျက်နှာဟာမရဲဘူးဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားဟေးလေးခုမြောက်ဆိုးကျိုးကတော်တော်ထိခိုက်တယ်လို့ပြောရမယ်တန်ပုံလောကာလံကရောတိတွေ့ဝေညှို့ညိုးငယ်ငယ်သေးရတဲ့အသေးမလှဘူးနော်အသေးမလှလို့ရှိရင်ရောက်ရဘဝလှနိုင်မလားကာယတ္တဗေဒပရမရဏာယဒုက္ခတိဝိနိပါဒနိရိယံဥပကိစ္စတိဖယိုဖယဲပြိုကွဲပြီးတော့ကြာရဆင်းရဲသဖြင့်လားရအပေလေးပုံကိုရောက်ရတတ်တယ်တဲ့သီလပြတ်တဲ့လူတွေဒါကြောင့်လွယ်တိုင်းဦးဇင်းတို့သီလကိုမဖြည့်ဆည်းဖို့မလိုဘူးလားနားလည်ဖို့အရန်ကြီးကြီးရနော်ဒီဥစ္စာကဟုတ်လားဒါကြောင့်ဒီသီလနဲ့ဒုသီလအပိုင်းမှာဦးဇင်းတို့ပိဋကတ်ကိုပို့ပြီးတော့လေးလေးနက်နက်ကြဲကြဲပြန့်ပြန့်စဉ်းစားနိုင်ဖို့ဒေသနာအတူလေးတစ်ပုဒ်ပြောပြအောင်မယ်အင်္ဂုတ္တပါဠိတော်တိကနိပတ်ထဲမှာသစေတနာသုတ်တံဆိုပြီးတော့လာတယ်ယဟန်တွေကိုမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတစ်ပုဒ်ပေါ့နော်ယဟန်တို့တဲ့ရှင်းတုန်းကဖြစ်ခဲ့ဘူးတာတစ်ခုကိုပြောပြမယ်ရှင်းတုန်းကသစေတနာမင်းကြီးဆိုတာရှိတယ်အဲ့ဒီသစေတနာမင်းကြီးကတနေ့တော့သူ့ရဲ့တိုင်းပြည်မှာနော်နားလည်မှုအရှိဆုံးတက်ကြွမှုအရှိဆုံးလက်သမားဆရာကြီးကိုခေါ်ပြီးတော့အမိန့်တစ်ခုပေးတယ်တဲ့ဆရာကြီးလာမယ့်6လမြောက်တဲ့နေ့မှာအလွန်ကြီးမားတဲ့စစ်ပွဲတစ်ပွဲကိုဆင်နွှဲကြရှိတယ်ဒါကြောင့်အဲ့ဒီစစ်ပွဲမှာအသုံးပြုဖို့အတွက်အလွန်ခိုင်ခန့်ကောင်းမွန်တဲ့ယထာဘိန်းတစ်စုံကိုငါရခြင်းလေအဲ့ဒါငါအတွက်လုပ်ပေးလို့ခိုင်းစစ်ပွဲမှာအသုံးပြုမဲ့ယထာဘိန်းဆိုတော့အရန်ကောင်းဖို့ခိုင်ဖို့လိုမယ်ပေါ့နော်အဲ့ဒါနဲ့လက်သမားဆရာကြီးလည်းကောင်းလာပါပြီဆိုပြီးတော့ဘုရင်မင်းတရားစစ်ပွဲမှာအသုံးပြုဖို့အတွက်ယထာဘိန်းတစ်စုံကိုကြိုးစားပန်းစားလုပ်တယ်အဲ့ဒါလုံရင်းနဲ့ဘယ်လောက်ကြာသွားလဲဆိုတော့9လနဲ့24ရက်ကြာသွားတယ်တဲ့နောက်ထပ်စစ်ပွဲကြီးကတိုက်ရတော့မှ6ရက်ပဲကျန်တော့တယ်အဲ့ဒီ9လနဲ့24ရက်နေမှာဘိန်းကတဘိန်းပဲပြီးရဲ့တဲ့အဲ့တော့ဘုရင်ကြီးကရောက်လာပြီးတော့ဆရာကြီးစစ်ပွဲကလည်း6ရက်ပဲကျန်တော့တာဘိန်းကလည်းတဘိန်းပဲပြီးတာဒါကြောင့်ကျန်တဲ့6ရက်တွင်မှာနောက်တဘိန်းပြီးနိုင်မှာအောင်မလားအဲ့တော့လက်သမားဆရာကြီးကဘုရင်မင်းတရားတဲ့စိုးရင်တော့မပူပါနဲ့နောက်တဘိန်းကိုမပြီးအောင်သူလုပ်ပေးပါမယ်ဝန်ခံပြီးတော့အဲ့ဒါတကယ်ပဲစူးစမ်းပြီးတော့လုပ်တယ်ဟုတ်တယ်ပြီးသွားတယ်6ရက်အတွင်းမှာဘိန်းတစ်ဘိန်းပြီးသွားတယ်မနေ့ပြန်လို့စစ်တဲရတော့ပဲဆိုတော့ဒီနေ့လိုနေမျိုးမှာဘိန်းတစ်စုံပြီးသွားတယ်ဘိန်းတစ်စုံပြီးသွားပြီဆိုတော့ဘိန်းကြီးကဝမ်းမြောက်ဝမ်းသာလာကြည့်တာပေါ့ကြည့်တဲ့ခါကျတော့အံ့ဩသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဘိန်းတစ်ဘိန်းကလုံးဝချွတ်ချွတ်တူးနေတယ်တဲ့ခွဲလို့ကိုမရတကယ်ဆိုလို့ရှိရင်ဒီဘိန်းတစ်ဘိန်းကတူးစရာမကောင်းဘူးလေတဘိန်းက9လနဲ့24ရက်အချိန်ယူလုပ်ထားတယ်တဘိန်းက6ရက်နဲ့အပြီးလုပ်ထားတယ်ဘလို့မှတူနိုင်စရာအကြောင်းမရှိဘူးဒါပေမဲ့ဘိန်းတစ်ဘိန်းကခွဲခြားလို့မရဘူးအဲ့တော့ねဘုရင်ကြီးကဘလို့ဖြစ်လို့တူးနေတာတော့ဆိုတော့လက်သမားဆရာကြီးကဘိမင်းနေရတဲ့ဒီဘိန်းတစ်ဘိန်းဟာအပေါ်ယံအသွင်တရံပဲတူတာပါတဲ့မြင်ရကြည့်ရတာပဲတူးနေတာပါတဲ့တကယ်အည်အသွေးကလုံးဝမတူပါဘူးတဲ့အလွန်ကြီးမားတဲ့ကွဲပြားခြားနားချက်ရှိတယ်
အဲ့လိုဆိုရင်ဒီဘိန်းတစ်ဘိန်းရဲ့မတူကွဲပြားခြားနာတဲ့အချက်တွေကိုငါမြင်အောင်မင်းပြနိုင်မလားပြနိုင်ကြောင်းပါအေးအဲ့လိုဆိုရင်ပြပါဆိုတော့နန်းရင်ပြင်မှာပိဋကဘိုးဘုံကိုစုပြီးတော့အဲ့ဒီလူတွေကြားထဲမှာအဲ့ဒီဘိန်းတစ်ဘိန်းရဲ့ထူခြားချက်ကိုပြတယ်ပထမဘာကိုပြလဲဆိုတော့6ရက်နဲ့အပြီးလုပ်ထားတဲ့ဘိန်းကိုအရင်ပြတယ်ဘယ်လိုပြလဲဆိုတော့နော်နန်းရင်ပြင်မှာအဲ့ဒီဘိန်းကိုအရှိန်နဲ့လှိမ့်လိုက်ဘိန်းကအရှိန်ရှိသလောက်လိမ့်ပြီးပြေးတာပေါ့အဲ့ဒါအရှိန်ကုန်သွားပြီးတော့တပြေးပြေးနဲ့နှေးပြီးတော့နောက်ဆုံးကျတော့ဘိန်းကခွေးပြီးတော့လဲသွားတယ်နော်လှေဘိန်းတစ်ဘိန်းနဲ့မြေကြီးပေါ်လှိမ့်လိုက်အရှိန်ကုန်ရင်တော့လဲသွားမှာပေါ့နော်ဒါကတော့ရေဘူးရသဘောပေါ့ဒါပေမဲ့လို့9လနဲ့24ရက်အချိန်ကြီးလုပ်ထားတဲ့ဘိန်းကိုလည်းပဲအဲ့ဒါလို့သူလှိမ့်ပြတဲ့အခါမှာထူးခြားချက်ကအဲ့ဒီမှာသွားတွေ့တယ်ဘိန်းကအရှိန်ရှိတော့လိမ့်သွားတယ်အရှိန်ကုန်တဲ့အချိန်ကျတော့အဲ့ဒီဘိန်းက6ရက်နဲ့အပြီးလုပ်ထားတဲ့ဘိန်းလို့ခွေးပြီးတော့လဲကျမသွားဘူးတဲ့ဝင်ရိုးနဲ့ဆွတ်ထားတယ်လို့ဘိန်းဟာတွေးနေတယ်နန်းရင်ပြင်မှာဘိန်းဟာတွေးနေတယ်အဲ့ဒီကျတော့ဘိန်းကြီးကအံ့ဩတာမတူပါလားအသွင်တရံပဲတူတာအည်သွေးမတူဘူးအဲ့ဒါမြတ်စွာဘုရားကယဟန်တော်တွေကိုဗာပြောလဲဆိုတော့ယဟန်တို့တဲ့အဲ့ဒီတုန်းကလက်သမားဆရာကြီးဆိုတာတခြားတစုံတယောက်များလားလို့သင်တို့တန်တရားမဝင်နဲ့တဲ့အဲ့ဒီတုန်းကလက်သမားဆရာကြီးဆိုတာငါကိုယ်တိုင်ဖြစ်ခဲ့တာတဲ့ဘုရားလောင်းကလက်သမားဆရာကြီးပေါ့နော်အဲ့ဒီမှာဆက်ပြောတဲ့စကားလေးကိုအသေးချာစဉ်းစားသိခြင်းတယ်အဲ့ဒါငါဘုရားလောင်းလက်သမားဆရာကြီးဘဝတုန်းကတစ်သားတွေရဲ့သဘောတဘာဝကိုငါဟာအလွန်တရာမှတတိနားလည်ခဲ့တယ်တဲ့ဒီတစ်သားကအပြစ်အနာစာရှိတယ်ဒီတစ်သားကအပြစ်အနာစာကင်းတယ်နော်ဒီတစ်သားကအဆွေးဒီတစ်သားကအကောင်ဒီတစ်သားကကျွတ်ပြီးတော့မာတယ်ဒီတစ်သားကတော့ညှင်းပြီးတော့ခိုင်ခန့်တယ်အကုန်သိတယ်အထူးသဖြင့်တစ်သားတွေမှာဦးဇင်းတို့တစ်ကြောလေးတွေရှိတယ်အဲ့ဒီတစ်ကြောလေးတွေရဲ့ကောက်ကွေ့နေတဲ့သဘောဖြောင်းနေတဲ့သဘောအားလုံးနားလေတယ်လက်သမားဆရာကြီးဘုရားတော်ကတစ်သားတွေရဲ့အကြောင်းကိုအကုန်လုံးနားလေတယ်အခုသဗ္ဗညုတဉာဏ်ကိုရပြီဖျားဖြစ်ပြီဆိုတော့ငါဘာကိုနားလေတယ်လေတတ္တဝါတို့ရဲ့ကာယကံဝစီကံမနောကံအပြစ်ရှိတဲ့သဘောအပြစ်ကင်းတဲ့သဘောကိုငါနားလေတယ်တဲ့တတ္တဝါတို့ရဲ့ကာယကံဝစီကံမနောကံကောက်ကွေ့နေတဲ့သဘောဖြောင့်မတ်နေတဲ့သဘောကိုငါသိတယ်နားလေတယ်တဲ့ဒါလေးကိုအဓိကပြောချင်တာနော်လက်သမားဆရာဘွားတုန်းကတစ်သားတွေရဲ့အကြောင်းကိုနားလေခဲ့တယ်လို့ဘုရားဖြစ်ပြီဆိုတော့တတ္တဝါတို့ရဲ့ကာယကံဝစီကံမနောကံတို့အချိန်နဲ့အမျှအဲ့ဒီကံ၃ပါးကိုဒီခန္ဓာစက်ကြီးကအမြဲတမ်းထုတ်လုပ်နေတာဟုတ်လားအဲ့ဒီကံအတိုင်းဦးဇင်းတို့သွားကြမှာနော်အဲ့ဒီကံတွေရဲ့ဘာကိုသိတယ်အပြစ်အနာစာရှိတဲ့သဘောအပြစ်အနာစာကင်းတဲ့သဘောကောက်ကွေ့တဲ့သဘောဖြောင့်မတ်တဲ့သဘောဘာကိုပြောတာတော့နည်းနည်းလေးတော့ပြောကြည့်မယ်ဟုတ်လားလူငယ်တွေအတွက်ဆိုကြပါစို့သူများအသက်ကိုတတ်မယ်သူတို့ပစ္စည်းမတရားယူမယ်ကာမကိစ္စဖောက်ပြန်မယ်ဆိုရင်အဲ့ဒါကာယကံအပြစ်ရှိတယ်ကာယကံကောက်ကွေ့နေတယ်တဲ့အဲ့ဒီ၃ချက်ကိုရှောင်မယ်ဆိုရင်ကာယကံအပြစ်ကင်းသွားတယ်ကာယကံဖြောင့်သွားတယ်အကောက်အောင်ဖြောင့်ဆိုတာအဲ့ဒါကိုပြောတာနော်အဲ့လိုပဲမဟုတ်မမှန်တဲ့စကားကိုပြောမယ်ဂုံစကားကိုပြောမယ်ကြမ်းထမ်းတဲ့စကားကိုပြောမယ်တအမိုးမဲ့တဲ့စကားကိုပြောမယ်ဒါပါလေဝစီကံကောက်ကွေ့နေတယ်ဝစီကံအပြစ်မကင်းဘူးအဲ့ဒီ၄ချက်ကိုရှောင်မယ်ဆိုရင်ဝစီကံဖြောင့်သွားတယ်ဝစီကံအပြစ်ကင်းသွားတယ်နောက်ထပ်မနှောကံကြံနေတယ်နော်သူတော်ဘာပစ္စည်းမတရားလိုချင်တဲ့အဘိဇ္ဇာသူတော်ဘာကိုဆင်းရဲစေလိုတဲ့ပြပါဒမှားယွင်းတဲ့အယူဆတွေရှိနေတယ်မိစ္ဆာဒိဋ္ဌိအဲ့ဒီ၃ချက်ရှိနေတယ်ဆိုရင်မနှောကံအပြစ်မကင်းဘူးမနှောကံကောက်ကွေ့နေပြီအဲ့ဒီ၃ချက်ကိုရှောင်မယ်ဆိုရင်မနှောကံအပြစ်ကင်းသွားတယ်မနှောကံဖြောင့်သွားတယ်ဟုတ်လားစဉ်းစားနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့အကောက်ကိုရှောင်လိုက်ရင်အဖြောင့်ဖြစ်သွားတယ်အပြစ်ကိုရှောင်လိုက်ရင်အပြစ်ကင်းသွားတယ်ရိုးရိုးလေးနော်ဒီနေရာမှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်နည်းနည်းလေးလေးလေးနည်းနည်းစဉ်းစားတရားလေးတစ်ခုဦးဇင်းပြောမယ်မင်းကွန်းစတော်ဘုရားကြီးရေးတဲ့မဟာဗုဒ္ဓဝင်ကျမ်းထဲမှာတီလနဲ့ပတ်သက်ပြီးတော့ဆိုတော့ကြီးအဓိပ္ပာယ်ဖွင့်တာအရင်ကြည်ကြည်ပြန်ပြန်ဖွင့်ထားတာရှိတယ်အဲ့ဒီမှာတီလဆိုတာဘာပြောလဲဆိုရင်တဲ့တီလဆိုတာငကိုသဘောလို့အဓိပ္ပာယ်ရတယ်တဲ့ဘာလဲတော့တီလဆိုတာငကိုသဘောတဲ့အခုကျွတ်တို့ဒီတိုင်းလေးနေတယ်သူများတတ်နေတာလည်းမရှိဘူးမတရားယူနေတာလည်းမရှိဘူးလိန်ညာပြောနေတာလည်းမရှိဘူးကာမဖောက်ပြန်နေတာလည်းမရှိဘူးအရက်တောက်နေတာလည်းမရှိချင်းလေးလာကြိုက်တယ်မနေနိုင်ဘူးကွာတတ်ပစ်လိုက်မယ်ဆိုရင်ငကိုသဘောဖြစ်သွားတယ်ဟုတ်တယ်မဟုတ်လားငကိုသဘောလေးကိုဘာလုပ်ဖို့လိုတော့ထိန်းထားဖို့လိုတယ်နော်တီလဆိုတာငကိုသဘောလေးကိုထိန်းထားတာငကိုသဘောကိုပြည့်စည်အောင်ဘယ်လိုလားဖြည့်စည်းမလို့လောဘဒေါသကလားဖြည့်စည်းမှာနော်မြင်ဖို့လိုတယ်ဟုတ်လားအဲ့တော့ဒီတုတ်တန်လေးမှာဦးဇင်းတို့အရန်စဉ်းစားရကောင်းတာပါတယ်အဲ့ဒါကဘာလဲဆိုတော့နော်ကိုယ့်ရဲ့ဘဝကိုကာယကံဝစီကံမနောကံအကောက်တင်နဲ့ပဲတီးဆောက်မယ်ဆိုရင်6ရက်နဲ့အပြီးလုပ်ထားတဲ့ဘိန်းလို့အချိန်ကုန်တဲ့အချိန်မှာလဲသွားလိမ့်မယ်ဒါပဲလေသူပြောချင်တာကဟုတ်လားကိုယ့်ရဲ့ဘဝကိုကာယကံဝစီကံမနောကံအပြစ်ကင်းမှုတွေဖြောင့်မတ်တဲ့သဘောတွေနဲ့တီးဆောက်နိုင်မယ်ဆိုရင်9လနဲ့24ရက်လုပ်ထားတဲ့ဘိန်းလို့အချိန်ကုန်တဲ့အချိန်မှာလဲကျသွားကြမရှိအဖြေကအချိန်ကုန်တဲ့အချိန်မှာအရန်ထင်ရှားလာလိမ့်မယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလား
တခုစဉ်းစားတရားရှိတာကဒီဘိန်းတစ်ဘိန်းဟာအပေါ်ယံကြည့်လိုက်ရင်လုံးဝချွတ်ချွတ်တူနေတယ်လို့ဆိုခဲ့တယ်နော်ဒါပေမဲ့အရည်အသွေးကတော့ဘယ်လိုဖြစ်နေနော်ထူခြားနေတယ်အဲ့လိုပဲလူတွေလည်းပဲအပေါ်ယံကြည့်လိုက်တယ်အကုန်လုံးအတူတူလို့ထင်ရတယ်ဒါကြောင့်တချို့တောင်ပြောကြတယ်လူချင်းအတူတူပါပဲကွာကိုယ်စကားဘယ်ရောက်လို့ရောက်မှမသိဘူးနော်လူချင်းချင်းအတူတူပဲတဲ့ဟုတ်တယ်ပခုံးတစ်ဖက်ကကြားကခေါင်းပေါက်ပြီးတော့ရှာဖွေစားတော့နေရတာချင်းတော့အတူတူပါပဲဒါပေမဲ့သီလရှိတဲ့လူသီလမရှိတဲ့လူကိုချင်းထိန်းတဲ့လူနဲ့ကိုချင်းမထိန်းတဲ့လူတူမလားစိတ်ဓာတ်ကောင်းတဲ့လူနဲ့စိတ်ဓာတ်မကောင်းတဲ့လူတူမလားဘယ်လိုလုပ်ပြီးတော့တူနိုင်မှာမလို့လောကကြီးဆိုတာမတူကွဲပြားခြားနားမှုတွေနဲ့ဖွဲ့စည်းထားတာဟုတ်လားလူချင်းချင်းအတူတူပါပဲဆိုတာအဓိပ္ပာယ်တစ်မျိုးပေါ့နော်ဒါကြောင့်ဘိသတို့ပြောချင်တာကဘာလဲသီလရဲ့ဒုသီလရဲ့ဘယ်ရာကခက်လဲဘယ်ရာကလွယ်လဲသူတို့ရဲ့အကျိုးရလဒ်တွေကဘာလဲအဲ့ဒါကိုဦးဇင်းတို့မြင်ပြီးတော့ဘယ်လမ်းကိုရွေးချယ်မလဲဘယ်လမ်းကိုပြစ်ပယ်မလဲဟောကိုပဲဆုံးဖြတ်ပြီးတော့ကိုလမ်းကိုရှောက်ပြီးတော့ကိုပန်းနိုင်ကိုရောက်ကြမှာနော်ဟုတ်လားလွယ်တာကိုမဲ့ရင်တော့ကောင်းတာမရဘူးဆိုတာသိကြတယ်ဟုတ်ရဲ့လားခက်ခဲကြိုးစားအထောက်ကြဖို့မလိုဘူးလားလိုတယ်တန်မိုးရှိတာတွေကခက်ခဲတဲ့သဘောရှိတယ်ဆိုတာကိုနားလည်ရအောင်နော်ဒါပြောချင်တာအဲ့လိုဆိုရင်ဦးဇင်းတို့ဘယ်နဲ့တွဲရှိသွားပြီလို့ပြောတာနှစ်တွဲရှိသွားပြီနော်အချိန်ကစေးတော့မတရားတတွဲကြံသေးတယ်စုံအောင်တော့ပြောမှပဲဖြစ်မှာဟုတ်လားအဲ့တော့နောက်ဆုံးတွဲကဘာပြောချင်လို့ဆိုတော့ပမာဒနဲ့အပမာဒအတွေ့တဲ့ဘာနဲ့ပါဗျာပမာဒဆိုတာမိမိရောပေါ့ဆဆဖြစ်တယ်လို့နေတဲ့သဘောအပမာဒဆိုတာမမေ့မလျော့မပေါ့မဆနေတဲ့သဘောပို့ပြီးတော့လူငယ်လေးတွေနားလည်အောင်ရှင်းအောင်ပြောရလို့ရှိရင်လေပမာဒဆိုတာတတိမရှိဘဲနဲ့နေတာကိုပြောတာအပမာဒဆိုတာတတိရှိပြီးတော့နေတာကိုပြောတာအဲ့ဒါလို့ဆိုရင်ဦးဇင်းတို့တတိရဲ့အဓိပ္ပာယ်ကိုနားမလည်ဘဲနဲ့ပမာဒနဲ့အပမာဒရဲ့အဓိပ္ပာယ်ကိုဘယ်လို့မှနားလည်လို့မရအောင်ဟုတ်တယ်မဟုတ်လားအဲ့လိုဆိုရင်တတိရဲ့အကြောင်းကိုဦးဇင်းတို့တွေကကောင်းနားလည်သင့်တယ်ကျွမ်းကျင်ချင်းကိုနားလည်ထားသင့်တယ်နော်တတိဟာသာသနာမှာအရေးအပါဆုံးသောသူတော်ကောင်းတရားပဲအဲ့လိုဆိုရင်တတိဆိုတာဘာလဲနော်တတိဆိုတာမှတ်ပုံနဲ့နံပါတ်တွေကိုအမှတ်ရတာမျိုးလောက်ဖုန်းနံပါတ်တွေကိုအမှတ်ရတာမျိုးလောက်ကိုဆိုလိုတာမဟုတ်အဲ့ဒီတတိလည်းတန်ဖိုးရှိရနော်ဟာတခါတည်းသူပြောင်းနေရင်လည်းတော်တော်ခက်တာပဲဒီဥစ္စာဟုတ်လားသို့တော်ဒီနေရာမှာဆိုလိုတဲ့တတိကအဲ့ဒီတတိလောက်ကိုဆိုလိုတာမဟုတ်တတိဆိုတာဘာလဲလို့မေးရင်အယိုးဆုံးအလွယ်ဆုံးပြောမယ်နော်တတိဆိုတာကိုကိုဘာဖြစ်နေတယ်လဲလို့မှန်မှန်ကန်ကန်အောက်မေ့နေတဲ့သဘောလေးကိုပြောတာဟုတ်လားပို့ပြီးတော့ဦးဇင်းတို့ကြည်ကြည်လေးပြောရမယ်ဆိုရင်တော့ဒီခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့မြင်မှုကြားမှုအနံ့ရမှုစားသောက်မှုတွေ့ထိမှုတွေ့ကြံမှုချမ်းသာမှုဆင်းရဲမှုဝမ်းသာမှုဝမ်းနည်းမှုဖြစ်နေတဲ့တရားတွေကိုဖြစ်နေတဲ့အတိုင်းလေးမှန်မှန်ကန်ကန်သိနေတဲ့သဘောလေးကိုအဲ့ဒါတတိလို့ပြောတာဖြစ်ခဲ့တာတွေကိုပြန်တွေးပြီးတော့သိတာမျိုးမဟုတ်ဘူးမဖြစ်သေးတာတွေကိုကြိုးပြီးတော့စိတ်ကူးနဲ့တွေးပြီးတော့သိတာလည်းမဟုတ်ဘူးပြစ္ဆုတ်ပန်ဆိုတာကိုအလိုလိုရည်ညွှန်းပြီးသားနော်တတိအောင်ဟုတ်လားအခုလောလောဆယ်ဘာဖြစ်နေတယ်ဆိုတာကိုသိတာတဲ့သိတာမှန်သိတာအပူလိုနဲ့သိတာမဟုတ်ဘူးဘဲလိုက်ပြီးတော့သိတာမဟုတ်တရားအထုတ်တယ်ဆိုတာအဲ့ဒီတတိကိုမွေးမြူတာပဲလေဦးဇင်းတို့အာနာပါနကမ္မထံဝင်သက်ထွက်သက်ကိုမှတ်ကြတယ်ဆိုကြပါစို့အပူလိုလောက်တာပါလားဝင်လေလေးဝင်သွားတယ်လို့ပဲသိလိုက်ထွက်လေလေးထွက်သွားတယ်လို့ပဲသိလိုက်ဝင်လေလေးဝင်တဲ့အချိန်မှာလေလေးကအေးသလားနှွေးသလားဘလို့လဲထွက်သွားတဲ့အချိန်မှာအေးသလားနှွေးသလားဖြစ်နေတဲ့အတိုင်းပဲသိအောင်လုပ်တာဖြည့်ဆွတ်တာမပါဘူးနှုတ်ပယ်တာမပါလုံးဝဘက်လိုက်မှုမရှိအရန်ရိုးရှင်းတယ်ပေါ့နော်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးပဲသိဖို့ကြိုးစားတာအဲ့ဒါလိုပဲဦးဇင်းတို့ဒီခန္ဓာမှာဝင်လေထွက်လေမှတပါတခြားသိစရာတွေအမှန်တရားတွေဖြစ်နေတာအများကြီးမရှိဘူးလားအနည်းချုပ်ပြောရင်ဘယ်လိုပြောမလဲတော့မြင်ကြားနာစာထိတွေးဒီ6မျိုးပဲလေဒီ6မျိုးဖြစ်နေတာကိုဘဝလို့ခေါ်တာနော်ဘဝဆိုတဲ့စကားလုံးနှလုံးကဖြစ်ခြင်းလို့အကြံဉာဏ်အဓိပ္ပာယ်ရဘာတွေဖြစ်နေတော့မြင်ကြားနာစာထိတွေးဒီခန္ဓာအိမ်ကြီးကိုမျက်စိနာနာလျှာကိုစိတ်ဆိုတဲ့တကားပေါက်ကြီး6ပေါက်ဖောက်ပြီးတော့တိဆောက်ထားတာသူဒွါရသူအာယုတိုက်တိုင်းမှာမြင်မှုကြားမှုအနံ့ရမှုစားသောက်မှုတွေ့ထိမှုတွေ့ကြံမှုဆိုတာဖြစ်တယ်အဲ့ဒါပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးနော်ဓမ္မသဘာဝတွေဖြစ်နေတာအဲ့ဒါတတိဆိုတာအဲ့ဒီဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးသိနေတာကိုတတိလို့ပြောတာတတိကိုနားလည်မှပမာဒနဲ့အပမာဒကိုနားလည်မှုကပြည့်စုံဟုတ်လားအဲ့ဒီတတိမရှိရင်ဘာခေါ်တော့ပမာဒအဲ့ဒီတတိရှိပြီးတော့နေရင်အပမာဒအဲ့ဒါလို့ဆိုရင်ပမာဒနဲ့အပမာဒမှာဘယ်ဟာကဖြစ်ဖို့လွယ်တယ်လဲဘယ်ဟာကဖြစ်ဖို့ခက်တယ်လဲဒါအထူးစဉ်းစားကြရလုံးမယ်မထင်ပါဘူးနော်ဘာကလွယ်ပြီးတော့ဘာကခက်ပမာဒကလွယ်ပြီးတော့အပမာဒကခက်မယ်နောက်ဖြစ်တယ်လို့နေဖို့အတွက်ဘာခက်ခဲမှမရှိဘူး
တဘောလုံးအဲ့ဒီတိုင်းဦးဇင်းတို့နေခဲ့တာတတန်တရားလုံးအဲ့ဒီတိုင်းနေခဲ့တာအကြံဉာဏ်ပြောလို့ရတယ်ဟုတ်လားတတိကလေးနဲ့အမှန်ကန်သိပြီးတော့နေတဲ့အချိန်ဟာတခါလေတနေ့သာကုန်သွားတယ်တစ်ချိန်မှမရှိဘူးတချို့လူတွေဘုရုဘာသာနဲ့ကိုယ့်အကိုဘာဖြစ်လို့ဖြစ်နေမှမသိဘဲနဲ့နေတာဟုတ်လားကိုယ့်အကိုဘာဖြစ်လို့ဖြစ်နေမှမသိဘဲနဲ့နေတာဒီခန္ဓာအကြောင်းကိုဘယ်တော့မှမှန်မှန်ကန်ကန်သိတဲ့အကြောင်းမရှိဟုတ်လားဒါကြောင့်တတိမရှိဘဲနဲ့နေရတာလွယ်သလောက်တတိထားပြီးတော့နေဖို့ကြတော့ခက်တယ်လွယ်ပေခက်ပေမယ်လို့လွယ်တယ်ခက်တယ်ဆိုတာကိုသိတဲ့အတိထက်ကြော်လွန်တဲ့သူတို့ရဲ့အကျိုးရလဒ်ကိုမြင်တဲ့အတိကိုဦးဇင်းတို့အရင်ရအောင်လုပ်ရမယ်နော်တတိရှိပြီးတော့နေရတာခက်တယ်ဒါပေမဲ့အကျိုးရအလွန်တရာမှကြီးမားတယ်တတိမရှိဘဲနဲ့ဖြစ်လို့နေရတာလွယ်တယ်ဒါပေမဲ့အလွန်တရာမှအကျိုးမဲ့တယ်ဆိုရပါစို့လွယ်တယ်ခက်တယ်ဆိုတာရောအကျိုးရှိတယ်အကျိုးမရှိဘူးဆိုတာရောပို့ပြီးတော့ပုံပေါ်အောင်ဥမာပေးမယ်ဆိုရင်အစုံလန်းနဲ့အဆန်လန်းကိုဥမာပေးကြကောင်းတယ်လို့ထင်ဦးဇင်းတို့မြေတရားစီးဆင်းနေတယ်ရေစုံလေးစီးမျောပြီးတော့လိုက်သွားဖို့အတွက်ဘာအခက်ခဲမှမရှိဘူးသူပက်လက်ပါသွားမှောက်ခုံပါသွားအောက်ရောက်သွားပြီးရောကွာသွားမျောချလိုက်လွယ်လွယ်လေးဟုတ်တယ်မဟုတ်လားပြန်ပြီးတော့အဆန်လန်းကိုတက်ဖို့ဆန်ဖို့ဆိုတော့လွယ်သေးသလားလွယ်တော့ဘူးခက်ခဲတယ်ကြိုးစားရတယ်ရုန်းကန်ရတယ်အထုတ်ရတယ်ဒါပေမဲ့ဦးဇင်းတို့အစုံလန်းကလွယ်တယ်အဆန်လန်းကခက်တယ်ဆိုတာကိုသိရုံနဲ့မပြီးသေးဘူးအဲ့ဒီအစုံလန်းကလွယ်တော်လဲပဲဘယ်ကိုဥတည်နေတယ်လဲဘယ်ကိုဥတည်နေတော့နှိမ်ချတဲ့နှိမ်ချတဲ့ဘက်ကိုဥတည်နေတာနော်စုံပြီးတော့လိုက်သွားတဖြည်းဖြည်းနဲ့နှိမ်သွားမှာဟုတ်တယ်မဟုတ်လားအဆန်လန်းဆိုတာကြတော့ခက်ပင်ခက်တော်လဲပဲသူ့ရဲ့ဥတည်ချက်ကဘယ်လိုလဲအယမ်းမြင့်မားတဲ့ဘက်ကိုဥတည်နေတယ်တဖြည်းဖြည်းနဲ့မြင့်သွားအောင်ဟုတ်လားဒါကြောင့်သတိမရှိဘဲနဲ့နေရတာဖြစ်တယ်လို့နေရတာအယမ်းလွယ်ပါတယ်အစုံလန်းစီးမျောပြီးတော့လိုက်ချသွားလိုက်ဒါပေမဲ့ကြားလေးအစင်းနှိမ်လေးအစင်းနှိမ်လေးနှိမ်သွားမှာဒါကြောင့်တချို့အသက်ကြီးလာတယ်ဘာမှမသိတော့တငယ်ပြန်သွားတယ်တချို့မရှိဘူးလားဘာဖြစ်ကုန်လားအည်သွေးကြပါတတိမရှိပဲနဲ့နေတဲ့ကာလတွေများလာရုပ်တရားအည်သွေးကြတာထိန်းလို့မရနာမ်နေအည်သွေးကြတာကတတိနဲ့ထိန်းရင်ထိန်းလို့ရတယ်ဟုတ်လားရုပ်အည်သွေးကြသွားတယ်နာမ်တရားအည်သွေးကြသွားပို့ပြီးတော့အထိနာတယ်လို့မဆိုနိုင်ဘူးလားတငယ်ပြန်တယ်ဆိုတာကဒါရင်ကြီးတဲ့အတုံနှုံးပဲလေကိုသားသမီးနာမည်တောင်ကိုမသိတော့ဘူးထမင်းစားပြီးသားလားမစားပြီးသားလားတော့မသိတော့ဘူးကြိုင်ဖက်နဲ့လုံးလူဘဝအသက်ရှိနေရတာကောင်းတယ်လို့ပြောမလားမကောင်းဘူးပြောမလားတကယ်ပြန်တဲ့လူကိုကြည့်ပြီးတော့ဘလို့ဝေပါမလဲစဉ်းစားရရန်ကောင်းတယ်နော်အဲ့တော့ပြောချင်တာကဘာတော့တတိမရှိဘဲနဲ့အစုံလန်းလိုက်သွားမယ်ဆိုရင်တော့အဆင့်နှိမ့်သွားဖို့ပဲရှိတယ်အဆင့်ဆိုတာဉာဏ်ပညာတစ်ခုကိုရည်ရွယ်တာဟုတ်လားအဆန်လန်းကိုလိုက်မယ်ဆိုရင်တော့ဘာဖြစ်သွားမလဲမြင့်မားတဲ့မြင့်မားသွားမှာနော်ဟုတ်လားအသက်ကြီးလေးတန်ဖိုးတက်ပြီးတော့မျက်နှိုးစရာကောင်းလေးဖြစ်ဘာဖြစ်လို့တော့ပညာမြင့်သွားတော့နားလည်မှုတွေကြီးသွားတော့တတိမရှိရင်နားလည်မှုနည်းသွားမှာနားလည်မှုနည်းလေအည်သွေးကြလေလူတယောက်ရဲ့အည်သွေးဟာနားလည်မှုလို့ဥစဉ်ထင်တယ်နားလည်မှုကတော့အဆင့်မျိုးမျိုးရှိမယ်နော်လူချင်းချင်းပြောဆိုဆက်ဆံတာလည်းနားလည်မှုရှိဖို့လိုတယ်တချို့ဘာနားလည်မှုမှမရှိဘူးခွင့်လို့ပေးတာမရှိဘူးသဘောထားကြီးတာမရှိဘူးဘာမှမရှိဘူးတချို့ကျတော့နားလည်မှုအများရှိတယ်အခြေခံစပြီးတော့သိဖို့လိုတယ်ဟုတ်လားဒီခန္ဓာရဲ့အကြောင်းကိုအနိစ္စဒုက္ခအနတ္တပဲဆိုတာနားလည်မယ်ဆိုရင်အဲ့ဒီနားလည်မှုကျတော့အရင်ကြီးသွားပြီလို့မဆိုနိုင်ဘူးလားဘောကဒုက္ခသစ္စာပဲလို့နားလည်တဲ့အဆင့်ထိရောက်သွားမယ်ဆိုရင်တော့အရိယာကိုဖြစ်သွားမှာနော်ဟုတ်တယ်မဟုတ်လားအဲ့ဒီနားလည်မှုအဆင့်ဆင့်မြင့်သွားဖို့အတွက်ဦးဇင်းတို့ဘာရှိဖို့လိုတော့သတိရှိဖို့လိုတယ်သတိမရှိရင်နားလည်မှုတွေကျသွားမယ်ဟုတ်လားဒါကြောင့်သတိရဲ့တန်ဖိုးတနည်းအားဖြင့်အပ္ပမာဒရဲ့တန်ဖိုးကိုမြင်ရမယ်အဲ့တော့ဦးဇင်းတို့တွေပမာဒနဲ့အပ္ပမာဒပမာဒကလွယ်တယ်အပ္ပမာဒကခက်တယ်သို့တော့လွယ်တယ်ဆိုတဲ့ပမာဒရဲ့အကျိုးရလဒ်ကအလွန်မှဆက်စုပ်ယွန်ရှာစရာကောင်းခက်တယ်လို့ဆိုတဲ့အပ္ပမာဒရဲ့အကျိုးရလဒ်ကအလွန်တရာမှမျက်နှိုးစရာကောင်းတယ်ဒါကြောင့်ဘယ်လမ်းကိုရွေးရမလဲအပ္ပမာဒဆိုတဲ့လမ်းကိုရွေးရမှာနော်လမ်းရွေးလေးတော့အရင်မှန်ဖို့လိုတာပေါ့ပြီးမှလျှောက်တာမလျှောက်တာတက္ကန္တအစတည်းကကွာစာရွေးချယ်ထားတာမမှန်ဘူးဆိုလို့ရှိရင်မှန်မှန်ကန်ကန်လျှောက်ဖို့အတွက်မျှော်လင့်ချက်သိပြီးတော့မရှိဘူးဟုတ်တယ်မဟုတ်လားအဲ့တော့လမ်းရွေးတာလေမှန်ဖို့ဆိုတာလည်းပဲဘယ်ကိုဆက်ရောက်သွားမှာလဲဆိုတာကိုသိမှလမ်းရွေးရလဲမှန်ပါလေမကောင်းတဲ့နေရာကိုဆက်ရောက်သွားမယ်လမ်းကြီးကိုမကောင်းတဲ့နေရာမှာဆက်ရောက်သွားမယ်ဆိုတာသိရင်ဦးဇင်းတို့အဲ့ဒီလမ်းရွေးကိုမရွေးဘူးဟုတ်တယ်မဟုတ်လားကောင်းတဲ့နေရာကိုဆက်ရောက်သွားမယ်ဆိုတာကိုသိရင်အဲ့ဒီလမ်းကိုသေချာပေါက်ရွေးကြမှာပဲအဲ့လိုဆိုရင်ပမာဒနဲ့အပ္ပမာဒရဲ့ဥတီယာသူတို့ရဲ့လားရာသူတို့ရဲ့ပန်းတိုင်ကဘာလဲကြည်ကြည်ပြည့်ပြည့်မြင်ဖို့မလိုဘူးလားပြောရမယ်ဆိုရင်တော့တရားကအရန်ကျေသွားမယ်နော်မဟာသတိပဋ္ဌာန်သုတ်တံမှာမြတ်စွာဘုရားကတတိနဲ့နေမယ်အပ္ပမာဒနဲ့နေမယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး9မျိုးတောင်ရမယ်လို့မဟုတ်ဘူးလားတတ္တနာဝိတုဒ္ဓိယတတိထားပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့အည်သွေးတက်ပြီးတော့ဖြူရှင်တန့်ရှင်းလာမယ်လို့ဟောတယ်သောကပရိဒေဝနာတပိတ်ကမာယ
ငိုစရာနဲ့တွေ့လဲမငိုတဲ့အနေထားစိုးရင်စရာနဲ့တွေ့လဲမစိုးရင်တော့တဲ့အနေထားတွေကြောင့်စိတ်ဓာတ်တွေရှင်းကျက်ခိုင်ပါပဲဒုက္ခဒေါမနတဏအထင်ကမာယကိုယ်ဆင်းရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတတရားတွေလုံးဝချုပ်ငြိမ်းသွားနိုင်တယ်ညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယနော်ဉာဏ်ပညာအစစ်စစ်မြင့်ပြီးတော့နောက်ဆုံးဒုက္ခငြိမ်းရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အနေထားတွေကြောင့်အောင်အည်သွေးတွေမြင့်သွားမယ်တတိနဲ့နေခြင်းရဲ့ဥတည်ချက်ကအဲ့ဒီကိုဥတည်နေတာအဲ့လိုဆိုရင်တတိမထားပဲနဲ့ဖြစ်သလိုနေမယ်ဆိုရင်အဲ့ဒီမျက်နှိုးပေါ်ရကောင်းတဲ့အကျိုးရလဒ်တွေရနိုင်မလားမရနိုင်ဘူးဟုတ်လားဒါကြောင့်ဦးဇင်းတို့တွေကသူတို့ရဲ့ပန်းတိုင်တနည်းအားဖြင့်သူတို့ရဲ့အကျိုးရလဒ်တွေကိုမြင်မှရွေးချယ်မှုကမှန်ပါဟုတ်လားဒါကြောင့်ပမာဒနဲ့အပမာဒရဲ့အလွန်ကြီးမားတဲ့ကွဲပြားခြားနားချက်ကိုမြင်ဖို့မလိုဘူးလားအဲ့ဒါကိုတတ်နိုင်သမျှမြင်ရင်ဉာဏ်ပညာရှိတယ်လို့ဆိုတာပဲလေပမာဒနဲ့အပမာဒရဲ့အလွန်ကြီးမားတဲ့ကွဲပြားခြားနားချက်ဒေသနာကိုအထောက်ထားပြုပြီးတော့ပြောရရင်အရန်ရှည်လျားနေလိမ့်မယ်အဲ့တော့ဦးဇင်းအခုတလောပြောဖို့အတွက်အာယုံခဏခဏကြာနေတဲ့စကားပုံလေးတစ်ခုရှိနော်ဒီနားရောက်ဒီအကြောင်းအရာလေးကြောင်းရင်အဲ့ဒါလေးကိုခဏခဏပြောပြနေတယ်ပေါ့နော်တတိရှိခြင်းနဲ့တတိမရှိခြင်းနဲ့ဒီနှစ်ခုရဲ့အလွန်ကြီးမားတဲ့ကွဲပြားခြားနားချက်စကားပုံလေးတစ်ခုရှိတယ်အဲ့ဒီစကားပုံလေးကပေတ္တုခေါင်းထဲမှာရှိပြီးသားအခုပြောဆိုရင်တော့တယောက်မှထွက်မှာမဟုတ်ဘူးဟုတ်လားဘုန်းကြီးကဘယ်စကားပုံကိုရည်ညွှန်းလို့ရည်ညွှန်းမှလည်းမသိတော့မပြောရတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်တတိရှိခြင်းနဲ့တတိမရှိခြင်းရဲ့အလွန်ကြီးမားတဲ့ကွဲပြားခြားနားချက်ကိုပြောထားတာတတိမမူဂူမမြင်တတိမူရင်မြူတောင်မြင်နေတယ်ဒီစကားပုံရဲ့တန်ဖိုးကိုငကိုတော့ကပြောရလို့ရှိရင်ကောင်းကောင်းနားမလည်ခဲ့ဘူးပေါ့နော်ဒီလိုပဲရိုးရိုးပဲကြာရိုးကြားစဉ်တိုင်းကြားလိုက်တာပေါ့တတိမမူဂူမမြင်တတိမူရင်မြူတောင်မြင်တယ်သိပြီးတော့မတွေးမိဘူးပေါ့အဲ့တော့ဒီနေ့ကတွေးကြည့်တယ်တွေးကြည့်မှဟာဒီစကားပုံကတန်ဖိုးဖြတ်လို့မရဘူးပဲလို့အထင်ကြီးသွားတယ်အဲ့ဒီစကားပုံကိုတော်တော်အထင်ကြီးတယ်စိတ်ထဲမှာသူဘာပြောတာတော့ဘာပြောချင်တာတော့ဒီစကားပုံကိုတီထွင်ဂူမမြင်တတိမူရင်မြူတောင်မြင်တယ်သူပြောလို့တဲ့ဂူတို့မြူတို့ဆိုတာပဂတိဂူပဂတိမြူကိုဘယ်နည်းနဲ့မှဆိုလိုတာမဟုတ်ပဂတိဂူတွေပဂတိမြူတွေကိုဆိုလိုတာမဟုတ်တတိမမူဂူမမြင်ဂူကြီးမဲမဲကြီးဘာမှမမြင်စရာအကြောင်းမရှိသူဘာပြောချင်တာလဲတတိမထားလို့ရှိရင်တတိမရှိရင်မြင်ဖို့အရန်လွယ်တာမျိုးတောင်မမြင်နိုင်ဘူးမသိနိုင်ဘူးလို့ပြောချင်တာမြင်ဖို့အရန်လွယ်ကူတာမျိုးတောင်မမြင်နိုင်မသိနိုင်ဘူးဆိုရင်မြင်ဖို့ခက်တာဆိုရင်တော့ဝေးရောပေါ့ဟုတ်တယ်မဟုတ်လားလွယ်ကူတဲ့ကိစ္စတွေကိုတောင်တတိမရှိလို့ရှိရင်မမြင်နိုင်ဘူးမသိနိုင်ဘူးဉာဏ်ကန်းသွားမယ်လို့ပြောတာပဂရိမျက်လုံးတော့မကန်းဘူးနော်ဒါပေမဲ့ဘာကန်းတာဉာဏ်ကန်းတာပဂရိမျက်လုံးကအပေါ်ယံတော့ပဲအားကိုးရတာတကယ်မှန်မှန်ကန်ကန်မြင်နိုင်တာကဉာဏ်ကမှမြင်နိုင်တာဟုတ်လားအဲ့ဒါတတိမရှိလို့ရှိရင်လေးနဲ့တဲ့ကိစ္စကိုပြောနေအပေါ်ယံကိစ္စတောင်မမြင်တော့ဒါကြောင့်တချို့ဦးဇင်းစဉ်းစားကြည့်လမ်းသွားရင်းနဲ့ခလုတ်တိုက်တယ်စကားပြောရင်းနဲ့အမှားတွေထွက်ကုန်တယ်ဘာဖြစ်လို့လဲတောင်တွေးမြောက်တွေးတောင်ကင်းမြောင်ကင်းနဲ့သွားနေတတိမှန်ပါပဲနဲ့တိုက်မှာပေါ့ခလုတ်ကအပေါ်ယံကိစ္စတွေကိုတောင်ဘာဖြစ်ကုန်တော့လွဲချော်ကုန်တယ်ဟုတ်လားဒါကြောင့်တတိမမူဂူမမြင်မြင်ဖို့အရန်လွယ်တဲ့ကိစ္စတောင်မမြင်နိုင်ဘူးမသိနိုင်ဘူးဉာဏ်ကန်းတတ်တယ်လို့ပြောချင်တာတတိမူရင်တော့ဗါတဲ့တော့မြူတောင်မြင်မယ်တဲ့ကဲမြူဆိုတာမြင်ဖို့လွယ်သလားခုတက္ကမတို့ဦးဇင်းရဲ့မျက်စိရှိမှမြူမရှိဘူးလားရှိတာပေါ့တချို့ကအတန်ကပြော့သွားတယ်မြူမရှိဘူးလို့သူကထင်နေပုံရတယ်နော်အမှန်နဲ့အလုံးပိတ်ထားအခန်းတစ်ခန်းကို4-5 လလောက်နေလို့ရှိရင်ဒီလိုပရိဘောကနော်ပေါ်လစ်တွေဘာတွေတင်ထားတယ်ပရိဘောကပစ္စည်းကိုလက်နဲ့ချစ်ကြည့်စားတောင်ရေးလို့ရတယ်အဲ့ဒါဘာတွေတော့မြူတွေဘယ်ကနေဝင်လာနော်အံ့ဩစရာကောင်းတယ်နော်အရန်သေးငယ်တဲ့အနုမြူဆိုရင်ကမြင်နိုင်သေးလားအမြင်နိုင်တော့နော်ဦးဇင်းတို့မနေ့ကနေထွက်တဲ့အချိန်မှာမှောင်းနေတဲ့အခန်းထဲမှာအကျိုးအကြားလေးကနေနေရောင်လေးထိုးနေတာရှိမယ်ဆိုရင်အဲ့ဒီနေရောင်လေးကိုသွားကြည့်လိုက်မြူလေးတွေရွှေ့လျားနေတာကိုကောင်းကောင်းမြင်လိုက်နော်ဒီဖုံစီလေးတွေမြူမှုံစီလေးတွေပဲတကယ်တမ်းကနော်ကဘာရဲ့ဆွဲရနဲ့အောက်ကိုကျသွားတဲ့အကြောင်းရှိတယ်အမေအောက်ကျမသွားဘူးသွားကြံသွားနေတာမိကိုးငွေလေးတွေလိုမျောပြီးတော့နေတာဟုတ်လားတပါးတွေတော့မြူတွေမြင်ဖို့လွယ်သလားဒါပေမဲ့ तू တင်စားနေတာနော်ပဋိဒါရှိမယ်ဆိုရင်မြူလိုမြင်ဖို့ခက်တဲ့အရာမျိုးကိုတောင်မြင်နိုင်တယ်ပဂရိမြူကိုပြောတာမဟုတ်ဘူးနော်ပဂရိမြူကအဲ့ဒီအယောင်ကွဲပြားခြားနားနေရင်မြင်ဖို့လွယ်လွယ်လေးမျက်မှန်တက်ဆက်တော့မလို့ဟုတ်တယ်မဟုတ်လား तू ပြောချင်တာဗာပြောချင်တာခက်ခဲနဲ့နေတဲ့အရာတွေကိုတောင်သတိရှိရင်မြင်နိုင်တယ်လို့ပြောတာအဲ့လို့ဆိုရင်လောကမှာမြင်ဖို့အခက်ခဲဆုံးအရာဟာဘာမှဖြစ်မဲ့ထင်လဲသူတော်ကောင်းတရားပေါ့သူတော်ကောင်းတရားဟာမြင်ဖို့အခက်ဆုံးဖြစ်လို့လည်းပဲလောကမှာအရှားပါဆုံးကသူတော်ကောင်းပဲဟုတ်တယ်မဟုတ်လားသူတော်ကောင်းဟာအရှားပါဆုံးပစ္စည်းပဲဘာဖြစ်လို့တော့သူတော်ကောင်းတရားမြင်ဖို့ခက်လို့နော်ဦးဇင်းတို့သူတော်ကောင်းတရားဆိုတာသစ္စာ 4 ပါးကိုအဓိကရည်ညွှန်းတာသ
စ္စာတန်ယုတ်ပါဠိတော်ထဲမှာရှင်အနန္ဒာကဆွမ်းခံပြန်ကြွလာတော့လေးချွေမင်းသားငယ်လေးတွေလေးဖြစ်လေ့ကျင့်နေတာကိုတွေ့ရတယ်အရန်ငယ်ငယ်လေးတွေကစလေ့ကျင့်တာဆိုတော့အရန်ကျွမ်းကျင်တယ်တန်ကောက်ပေါက်ကလေးတွေကိုစီးပြီးတော့ချိတ်ထားတယ်အဲ့ဒါကိုမြားနဲ့ပြစ်ထည့်လိုက်တယ်အကုန်လုံးအပေါက်တိုင်းကိုဝင်သွားတယ်အံ့ဩတယ်ရှင်အနန္ဒာကဒီမင်းသားငယ်လေးတွေဟာအလွန်မှကျွမ်းကျင်လိမ့်မာကြတယ်လေးအတက်ကိုအဲ့ဒါဆုံးကပြန်လာတော့မြတ်စွာဘုရားကြီးရောက်တော့အဲ့ဒီအကြောင်းအရာကိုမလျှောက်ဘဲကိုမနေနိုင်မြတ်စွာဘုရားကိုလျှောက်တယ်မင်းသားငယ်လေးဟာအရန်ကိုကျွမ်းကျင်ကြတယ်အလွန်မှလုံနိုင်ခဲ့တဲ့အလုပ်ကိုလုပ်ကြတာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီအလုပ်ထက်ပိုပြီးတော့ခက်ခဲတဲ့အလုပ်တစ်ခုကိုဥမာတစ်ခုပေးတယ်အနန္ဒာတဲ့အဲ့ဒါနဲ့အခုငါပြောမယ့်အရာဘယ်ဟာကသင်ခက်တယ်လို့ထင်လဲတဲ့ဘာပြောလဲဆိုတော့ဆံပင်တစ်ပင်ကိုခုနှစ်စိတ်စိတ်နဲ့တစိတ်ဆိုရင်မြင်ဖို့တောင်တော်တော်ခက်သွားပြီနော်အဲ့ဒီခုနှစ်စိတ်စိတ်ပြီးတော့တစိတ်ဖြစ်နေတဲ့အဲ့ဒီဆံပင်တစိတ်ချင်းကိုထိတ်ချင်းဟိုဘက်ဒီဘက်ထိုးဖောက်သွားဖို့အတွက်ဖောက်ဖို့ဆိုရင်လွယ်ပါမလားပိုခက်သွားပြီနော်မြားပြည့်ရတာလည်းပိုပြီးတော့ခက်သွားပြီအဲ့တော့မြတ်စွာဘုရားတဲ့အဲ့ဒါဒီဘလောက်ပဲခက်တယ်ပြောလောကမှာတကယ်အခက်ဆုံးကတော့သစ္စာလေးပါးအမှန်တရားကိုသိဖို့အခက်ဆုံးပဲတဲ့အဲ့ဒါကိုမသိလို့ဦးဇင်းတို့ပုထုဇဉ်နယ်မှာတလဲလဲနေကြတာပဲလေသစ္စာလေးပါးများဦးဇင်းရဲ့ဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာသိတယ်မှဟိုဘက်လွန်နေတယ်လို့ပြောအောင်မယ်နော်အဲ့ဒီလောက်သိဖို့ရည်ပဲပြောတာမဟုတ်ဘူးနော်ပฏิဝေဒအဆင့်နဲ့တကယ်ပိုင်းခြားပြီးတော့သိဖို့ပြောတာဒါတွေကကျုပ်တို့ကမှတ်သားထားလို့လေ့လာထားလို့စဉ်းစားဆင်ခြင်ထားလို့သိတဲ့အသည့်လောက်ပဲရှိသေးတာကိုတကယ်သတိပဋ္ဌာန်တရားကိုပွားများပြီးတော့ခန္ဓာဟာဆင်းရဲခြင်းတရားများတာဖြစ်တယ်ဖြစ်နေတဲ့တရားတွေကတခုမှအကောင်းမဟုတ်ဘူးလို့ဒုက္ခသစ္စာကိုပိုင်းခြားသိဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဖြစ်နေတဲ့သဘောတွေကတခုမှအကောင်းမဟုတ်ဘူးဆိုတဲ့ဒုက္ခသစ္စာကိုသိဖို့မလွယ်ဘူးနော်မြင်ရတာလည်းမကောင်းဘူးကြားရတာလည်းမကောင်းဘူးအနံ့ရတာစားတော့တွေ့ရထိရတာဘယ်လိုအရာဖြစ်နေတာကမှတကယ်တမ်းကမကောင်းဘူးဘာဖြစ်လို့တော့ဖြစ်ပြီးရင်မရှိတော့နောက်ထပ်ဖြစ်တယ်ဖြစ်ပြီးရင်မရှိတော့အနိစ္စကိုအတိများမှဒုက္ခကိုသိတာကမှန်မှန်ကန်ကန်ရှိလာနိုင်တာဟုတ်လားနောက်ဆုံးမဉ္ဇဉ်ဘုံဉ္ဇဉ်ဖြင့်ပရိဝေဒဆိုင်အောင်ခန္ဓာဟာဆင်းရဲခြင်းမျှတာပဲလို့ပိုင်နိုင်သိဖို့ဆိုတာလွယ်ပါမလားမလွယ်လို့ပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာမသိကြသေးဘူးမသိကြသေးလို့ပဲမိမိဘဝသူများဘဝတွေဘဝမျိုးစုံတွေရဲ့ပုံမှာနှီးမျိုးစုံနဲ့မက်နေကြတာမရှိဘူးလားအဲ့ဒီလောဘကပဲဒုက္ခတွေကိုဆက်ပြီးတော့ဖြစ်နေစေတာဒုက္ခကိုတရားဓမ္မတို့ဦးဇင်းတို့တွေကကြောက်ကိုမကြောက်ဘူးနော်ဒုက္ခကိုမကြောက်ဘူးဒုက္ခကိုရမ်းနှစ်သက်နေတာဒုက္ခကိုနှစ်သက်လို့လည်းပဲဒုက္ခကမလွတ်တာဒုက္ခကိုဘာလို့နှစ်သက်လဲလို့မေးရင်ဒုက္ခမှမသိလို့ပဲနှစ်သက်နေရတာဒုက္ခမှန်သိတယ်ဆိုတာကအပေါ်ယံပြောနေတာဒုက္ခမှန်တကယ်သိမယ်ဆိုရင်ဒုက္ခကိုဘယ်သူမှနှစ်သက်စရာအကြောင်းမရှိဘူးဒုက္ခကိုနှစ်သက်နေတာကိုကြည်ခြင်းအဖြစ်ဒုက္ခကိုဒုက္ခလို့နားမလည်ဘူးဆိုတာကိုဦးဇင်းတို့မှန်မှန်ကန်ကန်ပြောနိုင်တယ်ခန္ဓာဝကတန်ယုတ်ပါဠိတော်ထဲမှာရုပ်အစုခံစားမှုအစုမှတ်သားမှုအစုစိတ်ဆော်မှုအစုသိမှုအစုလို့ဆိုတဲ့အစုကြီး၅စုခန္ဓာကြီး၅ပါးဟုတ်လားဒီဘဝဒီခန္ဓာရဲ့ပုံမှာနှစ်သက်နေတဲ့ပုဂ္ဂိုလ်ဟာဒုက္ခကိုနှစ်သက်တာနဲ့အတူတူပဲတဲ့ယောဘိက္ခဝေရူပံအဘိနန္ဒတိသောဒုက္ခအဘိနန္ဒတိဖောက်ပြန်တတ်တဲ့ရုပ်အစုကြီးကိုနှစ်သက်နေတဲ့လူဟာဒုက္ခကိုနှစ်သက်နေတာနဲ့အတူတူပဲတဲ့ဝေဒနာကိုလည်းအဲ့တိုင်ဟောတယ်သင်ညာသင်္ခါရဝိညာဉ်အဲ့တိုင်ဟောတယ်ဒုက္ခကိုနှစ်သက်ပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒုက္ခကမလွတ်နိုင်ဘူးလို့ငါဟောတယ်တဲ့မြတ်စွာယောဘိက္ခဝေဒုက္ခအဘိနန္ဒတိသောဒုက္ခဒုက္ခတမအပရိမုဒ္ဒဒုက္ခတမတိဝရာမိဒုက္ခကိုနှစ်သက်ပြီဆိုရင်အဲ့ဒီလိုဒုက္ခကမလွတ်နိုင်ရိုးရိုးလေးနော်တဘာဝတရားတွေကိုနှစ်သက်နေတယ်ဆိုရင်ဒုက္ခကိုနှစ်သက်နေတာခန္ဓာ၅ပါးတဘာဝတရားပေါ့နော်ခန္ဓာ၅ပါးရှိရတာဒုက္ခကိုနှစ်သက်ပြီဆိုရင်ဒုက္ခကမလွတ်နိုင်ခန္ဓာ၅ပါးကိုမနှစ်သက်ဘူးဆိုရင်ဒုက္ခကိုမနှစ်သက်ဘူးလို့ဆိုရတယ်ဒုက္ခကိုမနှစ်သက်ဘူးဆိုရင်အဲ့ဒီလိုဒုက္ခကလွတ်မယ်တဲ့ဟုတ်လားဒါကြောင့်သစ္စာ၄ပါးတည်းကပထမပိုင်းခြားပြီးတော့သိရမယ်ဒုက္ခသစ္စာကိုဒါတကယ်လို့ပိုင်းခြားသိခဲ့မယ်ဆိုရင်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာလောဘကိုသူ့အရှင်းနဲ့သူဦးဇင်းတို့မပယ်နိုင်ဘူးလားကိုကပယ်လိုက်တာလားသိတဲ့အသိဉာဏ်ကပယ်တာလားကိုမှပယ်နိုင်တဲ့အစွမ်းရှိတယ်ဆိုရင်တော့ပယ်လိုက်ဖို့ပဲလေအခုကိုမှပယ်နိုင်တဲ့အစွမ်းတုံးနေလို့မပယ်နိုင်ဘူးပယ်တာပြောပယ်တာတော့အသိဉာဏ်ကပယ်တာအဲ့ဒီအသိဉာဏ်ရအောင်ရှာရင်အသိဉာဏ်ရှိရင်တော့သူပယ်သွားမှာပဲဟုတ်လားတစုံတစ်ခုကိုပြတ်အောင်ခုတ်မယ်လက်နဲ့ခုတ်လို့မရဘူးဓာတ်နဲ့ပဲခုတ်ရမှာလေဟုတ်လားစဉ်းစားမိဖို့လိုရနော်ဒုက္ခကိုဒုက္ခမှန်သိရင်သိတဲ့အသိကပဲဒုက္ခရဲ့ပုံမှာမဲ့နေတဲ့လောဘကိုပယ်ချမယ်အဲ့ဒီလောဘကိုပယ်နိုင်ရင်ပယ်နိုင်တော့လောဘကြောင့်ဖြစ်မဲ့ရှုပ်ထွေးမှုပူလောင်မှုဆင်းရဲမှုပင်ပန်းမှုအကုန်လုံးငြိမ်းသွားမယ်ဒီလိုသွားတာနော်သစ္စာ၄ပါးသိဖို့ခက်တယ်ဆိုတာကိုရိပ်မိယုံလေးဦးဇင်းပြောပြတာဟုတ်လားအဲ့ဒီသိဖို့အခက်ဆုံးဆိုတဲ့သစ္စာ၄ပါးတရားမျိုးလိုကိုတောင်း
တိရှိမဲ့ဆိုရင်သိနိုင်တယ်ဟဲ့အဲ့ဒီကိုသွားခြင်းဟုတ်လားတတိမရှိခဲ့ဘူးဆိုရင်တော့ဂူလိုမြင်ဖို့လွယ်တဲ့အရာမျိုးကိုတော့မမြင်နိုင်ဘူးတိုက်ကြလိုက်အောင်မဲ့ခလုတ်တယ်ဝေဂရီခလုတ်ကိုပြောတာမဟုတ်ဘူးနော်တယောက်နဲ့တယောက်စကားပြောရင်းနဲ့အဆင်မပြေဘူးဆိုဘာဖြစ်ပြီတော့ခလုတ်တိုက်ကုန်ပြီဟုတ်လားစဉ်းစားကြည့်နော်ခလုတ်ကအမြဲတမ်းပဲတိုက်နေတာနောက်ဆုံးတယောက်တည်းထိုင်ရင်းနဲ့ခလုတ်လဲတိုက်နေတာပဲကိုယ်အတွင်းနဲ့ကိုယ်အဆင်မပြေဖြစ်နေခလုတ်တွေတိုက်နေစိတ်ထဲမှာဟုတ်လားဘာလို့ခလုတ်တိုက်တော့တတိမရှိလို့အဲ့ဒီကိစ္စလည်းပဲတတိကိုပဲအကူရမှာနော်ဟုတ်လားဦးဇင်းဘာလို့ဆိုလို့တယ်ဆိုတာပိဿတို့ဉာဏ်မနေပါဘူးအလုံးသိပါတယ်နားလေတဲ့အမူအရာတွေမျက်နှာပေါ်မှာပေါ်နေတယ်လို့ဦးဇင်းစာဖတ်လို့ရတယ်ဟုတ်လားလည်းပြောချင်တာကဘာတော့တတိမရှိရင်မြင်ဖို့သိဖို့အရန်လွယ်တာမျိုးတောင်မမြင်နိုင်တတိရှိမယ်ဆိုရင်တော့မြင်ဖို့သိဖို့အရန်ခက်တဲ့အရာမျိုးကိုတောင်သိနိုင်အဲ့ဒါကိုစကားပုံကဘယ်လိုပြောတော့တတိမမူကိုမမြင်တတိမူရင်မြူတောင်မြင်တယ်ဘယ်တော့ကောင်းတဲ့စကားပုံတော့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကတော့နောက်ဆုံးအတွေ့လေးပြောတာအချိန်တော်တော်များသွားပြီနော်။ဘာနဲ့ပါပမာဒနဲ့အပမာဒပမာဒဆိုတဲ့သတိမရှိဘဲနဲ့နေရတာလွယ်ကူသလောက်အကျိုးမဲ့တယ်။အပမာဒဆိုတဲ့သတိနဲ့နေတာကတော့ခက်ခဲသလောက်အရန်အကျိုးရှိတယ်။ဘာဝနာတရားကိုရည်ညွှန်းနေတာဟုတ်လား။တရားကတဖြည်းဖြည်းနဲ့နှက်သွားနော်။ဒါနသီလဘာဝနာဟုတ်တယ်မဟုတ်လား။တရားဒါနသီလဘာဝနာကလွဲလို့လည်းပဲတခြားဟောစရာရှိမယ်မထင်ပါဘူး။ဒါဟုတ်ပဲဤမျိုးစုံနဲ့စိတ်ဝင်စားပွဲကောင်းအောင်နားလည်မှုကျေပြန့်အောင်ပြောနေကြတာဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒီကနေ့ညအလွယ်မဲ့ရဲ့အခက်ကြုံတတ်တယ်လို့တရားကောင်းစဉ်လေးပေးပြီးတော့လွယ်တာတွေဟာကောင်းတဲ့သဘောမရှိဘူးနော်လွယ်လွယ်ပဲပေါ့ပေါ့ပဲနေမယ်ဆိုရင်တော့တန်ဖိုးရှိတာရကြအကြောင်းမရှိဘူးဒါကြောင့်လွယ်တာကိုမမက်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောလိုက်တာဟုတ်လားပြောတာလေးတွေကိုပြန်ပြီးတော့ဦးဇင်းတို့နှိမ့်ချုပ်ကြည့်မယ်နော်ပထမဆုံးပါပြောလိုက်တော့လောကမှာမကောင်းတဲ့အလုပ်တွေအကျိုးမဲ့တဲ့အလုပ်တွေဟာလုပ်ရတာအလွန်လွယ်တယ်။ကောင်းတဲ့အလုပ်တွေအကျိုးများမဲ့အလုပ်တွေဟာလုပ်ရတာအလွန်ခက်တယ်။ခက်တာမှနည်းနည်းမဟုတ်ဘူးအများကြီးခက်တယ်။ဘုရားကိုအကြောင်းပြုလို့ဟောခဲ့တာတော့ရှင်ဒေဝရအကိုင်ထောက်ပြောတာတဏှာကြီးနဲ့မိနစ်20လောက်ပဲရှိတယ်တချို့လူတွေကမိတ်ပလိုက်ပြီနဲ့တူတယ်ဟုတ်လားဘုရားကိုအကြောင်းပြုလို့ဟောတယ်ရှင်ဒေဝရကိုအကြောင်းပြုလို့ဟောတာနော်ကျူးရင်တော်မူခဲ့တဲ့ဥဒ္ဒံဂါထာလေးလည်းမမေ့နဲ့ဟုတ်လားကောင်းတာတွေဟာကောင်းတဲ့လူတွေအတွက်ပဲလွယ်တာမကောင်းတဲ့လူတွေအတွက်ခက်တယ်မကောင်းတဲ့လူတွေကမကောင်းတဲ့လူတွေအတွက်ပဲလွယ်တာကောင်းတဲ့လူတွေအတွက်ခက်တယ်အဲ့လိုဆိုရင်ငါဟာကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်မှာဘယ်လုပ်ကိုလွယ်ပြီးတော့ဘယ်လုပ်ကိုခက်တယ်လဲဒါလေးပြောကြတာမမေ့နဲ့နော်အနှစ်သာရလေးတွေဟုတ်လားအဲ့ဒီစကားလေးတွေကိုအခြေခံပြီးတော့လောကမှာဘယ်လောကလွယ်ပြီးတော့ဘယ်လောကခက်လဲအကျိုးရလဒ်တွေကဘယ်လိုရှိလဲအဲ့ဒီအကျိုးရလဒ်တွေကိုကြည့်ပြီးတော့ကိုယ်ဘယ်လမ်းကိုရွေးမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတရားဘယ်နှစုံပြောတော့သုံးစုံနော်ပထမတစ်စုံကဒါနနဲ့လောဘနော်ဆွန့်လွတ်မှုနဲ့သိမ့်ပိုင်မှုဖြောင်းဖြောင်းဆန့်ကျင်နေတဲ့တရားတစ်စုံဒါနကခက်တယ်လောဘကလွယ်တယ်အကျိုးရလဒ်ကြတော့လည်းအရန်ကွာခြားနေတယ်ဒါပြောခဲ့တယ်နော်နောက်တစ်စုံကပါလဲသီလနဲ့ဒုသီလသီလကခက်တယ်ဒုသီလကလွယ်တယ်သို့တော့သီလမရှိဘဲနဲ့နေမယ်ဆိုရင်6ရက်နဲ့အပြီးလှုပ်ထားတဲ့ဘိန်းလိုအရှိန်ကုန်ရင်လဲသွားလိမ့်မယ်သီလနဲ့နေမယ်ဆိုလို့ရှိရင်တော့9လနဲ့24ရက်လှုပ်ထားတဲ့ဘိန်းလိုအရှိန်ကုန်ရင်လဲသွားကြကြောင်းမရှိဘူးပြောကြတာလေးတွေအနှစ်ချုပ်ကြည့်တာဟုတ်လားနောက်ဆုံးပြောလိုက်တဲ့အစုံကပါလဲပမာဒနဲ့အပမာဒပမာဒဆိုတာသတိမရှိဘဲနဲ့နေတာအပမာဒဆိုတာသတိနဲ့နေတာသတိဆိုတာကိုဘာဖြစ်နေတယ်လဲလို့အမှန်ကန်သိနေတာဟုတ်လားတရားရိုးရှင်းပါတဲ့တရားတွေကဟုတ်လားသတိနဲ့နေခြင်းသတိနဲ့မနေခြင်းဟာအစုံလန်းအဆန်လန်းတစ်ဖွဲ့သတိနဲ့မနေခြင်းကလွယ်တယ်သတိနဲ့နေခြင်းကခက်တယ်ဒါပေမဲ့အစုံလန်းကတော့တဖြည်းဖြည်းနဲ့နှိမ့်မယ်အဆန်လန်းကတော့တဖြည်းဖြည်းနဲ့မြင့်သွားမယ်ဘာတွေနှိမ့်လို့ဘာတွေမြင့်မလို့မှန်မှန်ကန်ကန်သိတဲ့အသိဉာဏ်ပညာတွေနှိမ့်ပြီးတော့မှန်မှန်ကန်ကန်သိတဲ့အသိဉာဏ်ပညာတွေမြင့်သွားတာကိုရည်ညွှန်းတာအဲ့ဒီစကားလေးကိုပိုးပြီးတော့အားပါအောင်စကားပုံလေးတစ်ခုပြောခဲ့တယ်ဟုတ်လားဘာတဲ့တုံးစကားပုံကတတိမမူဂူမမြင်တတိမူရင်မြူတောင်မြင်တယ်တဲ့ကိုယ့်ရဲ့နှုတ်ထဲမှာဒီလောက်တန်ဖိုးရှိတဲ့စကားလုံးတွေရှိနေတာကိုသတိထားမိဖို့လိုတယ်နော်ဟုတ်တယ်မဟုတ်လားတချို့စကားလုံးတွေကတန်ဖိုးကဖြတ်လို့မရဘူးရှိပြီးသားဒါပေမဲ့ခက်တာကနော်ဗရမ ्या ရထားတဲ့ဘာမှနားမလဲတဲ့အယူအနှံတယောက်လို့ဘာမှကိုမသိဘူးဆိုတာလည်းရှိသေးတယ်ဘယ်လောက်တန်ဖိုးရှိလို့ရှိမှလည်းမသိဘူးနော်အတတန်ဖိုးလေးတွေကိုနားလည်ဖို့ဒေသနာတော်တွေကိုအမိပြုပြီးတော့ဦးဇင်းတို့စဉ်းစားဆင်ခြင်တတ်ဖို့မလိုဘူးလားနောက်တစ်ခုရှိသေးရဲ့နော်တတိလက်လွတ်ငှက်တောင်ကျုပ်ဝတ်နဲ့မကင်းပြီကြားဦးတယ်မဟုတ်လားတတိလွတ်နေတဲ့အချိန်မှာငှက်အတောင်ကျွတ်သွားတယ်အတူတူပဲတဲ့ငှက်အတောင်ကျွတ်ပြီဆိုတော့စွမ်းတုံးသွားပြီဘာစွမ်းမှမရှိတော့အဲ့လိုပဲလူတယောက်မှာတတိမရှိဘူးဆိုတာနဲ့ဘာစွမ်းမှမရှိဘူးတတိကိုပဲအာကိုရမှာဟုတ်လား
ဒါကြောင့်နောက်ဆုံးအတွဲလေးကိုခက်လေးလေးနက်နက်လေးဦးဇင်းတို့ပြောလိုက်ပါတယ်ဟုတ်လားမြင်ဖို့သိဖို့အခက်ခဲဆုံးလို့ဆိုတဲ့သစ္စာလေးပါးတရားမျိုးကိုတောင်သတိရှိရင်သိနိုင်တယ်ဒါကြောင့်သတိကိုအားကိုးပြီးတော့နော်အသိဉာဏ်ပညာကိုရအောင်ရှာနိုင်ဖို့မလိုဘူးလားလွယ်လွယ်နဲ့ရမလားကြိုးစားအထောက်မှုရုန်းကန်မှုနဲ့ရမှာနော်ဒါကြောင့်ဦးဇင်းတို့တန်ဖိုးရှိတဲ့လူဘဝတန်ဖိုးရှိတဲ့သာသနာတော်မြတ်နဲ့တွေ့ရတဲ့ခိုက်မှာခပ်ပေါ်ပေါ်ခပ်လွယ်လွယ်အချိန်မကုန်စေပဲနဲ့ကြိုးစားအထောက်မှုနဲ့အချိန်ကုန်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်လို့ပြောကြတယ်နော်တရားဟောတာဟုတ်လားအဲ့ဒီလိုရည်ရွယ်ချက်လေးနဲ့ဒီတရားလေးကိုဦးဇင်းတို့ဘဝမှာအသုံးချနိုင်မယ်ဆိုရင်အရန်အကျိုးမရှိနိုင်ဘူးလားရှိနိုင်တယ်နော်ခက်တဲ့ကောင်းတာတွေကိုဦးဇင်းတို့ကြိုးစားပြီးတော့ဖော်ဆောင်ရမယ်မကောင်းတဲ့လွယ်တာတွေကိုမဲ့ရင်ဒုက္ခကြုံရလိမ့်မယ်ဒါကြောင့်အလွယ်မဲ့ရင်အခက်ကြုံလို့တရားကောင်းစဉ်လေးပေးပြီးတော့ဟောလိုက်ပါတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့သည်အပမာဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့နော်လွယ်ကူတဲ့မကောင်းတဲ့အလုပ်တွေကိုတတ်နိုင်သမျှပြစ်ပယ်ပြီးတော့ခက်ခဲတဲ့ကောင်းမြတ်တဲ့အလုပ်တွေကိုကြိုးပမ်းအထောက်ကြခြင်းဖြင့်နောက်ဆုံးနော်တရားသူတရားမြတ်ကိုရလို့ဒုက္ခခတ်သိမ်းငြိမ်းနိုင်ကြတဲ့တော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပိဿပေါင်းတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း